ဘလို့ပဲမတရားမှုတွေပဲကြုံနေရပါသေးရှင်ပေါလုကဒါကိုမကြောက်တော့တာကျွန်တော်တို့နဲ့ရှင်ပေါလုနဲ့ကြွာချခြင်းအဲ့ဒါဖြစ်ကောင်းဖြစ်မယ်ကျွန်တော်တို့ကတော့အန်ဒီရှိလာပြီဆိုရင်ကျွန်တော်ကြောက်ပြီကိုယ့်ကိုပြန်ကြည့်အောင်နော်ငါဖြစ်မှာဖြစ်ပါမလားဒါပေမဲ့ရှင်ပေါလုကမဟုတ်ဘူး तू ကခရစ်တော်ရှင်မှာ तू တည်ပြီးသားပဲ तू အသက်ကိုခရစ်တော်ရှင်မှာအပ်ထားပြီးသားဆိုဘလို့အန်ဒီဘလို့ဆိုးွားတာတွေ तू ဂီးမဆိုင်တော့ဆိုတော့ तू ရေရေဝုံဝုံမဲ့ तू တွာလာနိုင်တာတွေ့ရတယ်ဆိုတော့ तू ရင်ဆိုင်ရသမျှအားလုံးပုံမှာ तू ကဆိုရင်ဘာမှအထွတ်မတက်ဘူးဆိုတာ तू တွေ့ရတယ်မင်္ဂလာပါလေးလာသမားတရားဝิญဉ်ခွန်အစီအစဉ်နေပြန်လဲကြိုဆိုပါရစေဘုရားသခင်ပို့ဆောင်မှုကြောင့်ကျွန်တော်တို့သင်ခန်းစာတစ်ခုပြီးတစ်ခုတင်ဆက်ခွင့်ရပြီးတော့အခုဆိုလို့ရှိရင်သင်ခန်းစာ3ဖြစ်တဲ့ကျွန်တော်တို့ဒီဥပုသ္စာပြေမြန်မာလူကြီးတန်းအစီအစဉ်ပါပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့သင်ခန်းစာ3ရဲ့ခေါင်းစဉ်ကတော့အသက်ရှင်ခြင်းနဲ့သေခြင်းဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့သင်ခန်းစာကိုလည်းပဲကျွန်တော်နဲ့တူပါဝင်ဆွေးနွေးဖို့ရန်အတွက်ဆရာဒီတာထုံးကိုဖိတ်ခေါ်ပါတယ်ဆရာမင်္ဂလာပါမင်္ဂလာပါဆရာဟုတ်ပြီကျေးဇူးတင်တယ်ဆရာကျွန်တော်တို့အဓိကအခြေခံထားတဲ့ကျမ်းချက်လေးကျွန်တော်ဖတ်ပြခြင်းတယ်နော်ဘယ်မှာတွေ့ရလဲဆိုတော့ဖိလိပ္ပိဩဝါဒစာအခန်းကြီး1အပိုင်းငယ်21မှာတွေ့ရတယ်ဘလို့ရေးသားထားလဲဆိုတော့ငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏တဲ့သေလျင်မူကတာ၍အကျိုးရှိ၏တဲ့ဆရာခဏလေးဆုတောင်းမယ်နော်ကဲပါကိုရောရှင်ဖပါဗျာကိုရောကျေးဇူးတင်တယ်ကောင်းမလားဖြစ်ပို့ဆောင်ရဲ့အခုတပန်းဥပုသ္စာဖြစ်သင်ခန်းစာကိုပြန်လဲဆွေးနွေးခွင့်ရတဲ့ကြောင့်ကျေးဇူးတင်တယ်ဒါတို့ဆွေးနွေးတဲ့အခါမှာဂျာနာသူအရာဟောက်တိုင်တော်မူခြင်းခွာတိဆောက်ဆရာဖြစ်စေပါကိုရောရှင်ဥဆောင်မှုအားဖြင့်ဒါမျိုးဒီအစီအစဉ်သည်သာသနာအတွက်များစွာအကျိုးထိရောက်ပြီးတော့အရောက်တိုင်းတဲ့ဝိညာဉ်ခွာရစေပါမည်ကြောင်းယေရှုခရစ်တော်ဖခင်၏နာမတော်မြည်ပြုလေယူသည်သောဆုတောင်းပါသည်ဖပါဗျာအာမင်โอเคဆရာဒီအသက်ရှင်ခြင်းနဲ့သေခြင်းလို့ပြောတဲ့အခါမှာလူတချို့ကအခုဒီလောကနိယာမအရာကြည့်မယ်ဆိုလို့ရှိရင်သေခြင်းဆိုတာဘဝရတစ်စိတ်တစ်ပိုင်းပဲပေါ့နော်ဘာဆန်းလို့လဲပေါ့နော်လူဆိုတာမွေးပြီးဒီနေ့သေရမှာပဲဒီလိုမျိုးပြောလျက်ရှိတယ်ပေါ့ဒါပေမဲ့တမန်ကျမ်းစာကိုသေချာပြန်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်သေခြင်းကဘဝရအစိတ်ပိုင်းတစ်ခုမဟုတ်ဘူးဗျာသေခြင်းဆိုတာအသက်ရှင်ခြင်းဆက်ခြင်းပဲဖြစ်တဲ့ကြောင့်ကျွန်တော်တို့ရဲ့ယန္တုပဲလို့သုံးထားတယ်ဒါကြောင့်ဒီသေခြင်းတရားကိုကျွန်တော်တို့ကအောင်နိုင်ရမယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ကမသေတော့ဘူးလားအဲ့လိုတော့လည်းမဟုတ်ဘူးသေခြင်းကိုအနိုင်ယူစွာနဲ့ရင်ဆိုင်လိုက်တယ်ဥပမာခရစ်တော်ကသူအသေးခံခဲ့တယ်ပေါ့နော်အသေးခံရတာမဲ့သေခြင်းကိုသူအနိုင်ရရှိသွားတယ်ထို့အတူပဲကျွန်တော်တို့အသက်တာမှာလည်းပဲဒီသေခြင်းတရားကျွန်တော်တို့ရန်သူဖြစ်တဲ့သေခြင်းကိုကျွန်တော်တို့ရင်ဆိုင်ရမှာတော့ရင်ဆိုင်မှာဒါပေမဲ့အောင်မြင်စွာနဲ့ရင်ဆိုင်ဖို့အရေးကြီးတယ်တဲ့နော်ဒီဟေပြည့်အခိုင်နှင့်ငယ်14-15မှာဖော်ပြထားတယ်ခရစ်တော်ဟာအသေးခံတော်မူသောအားဖြင့်သေခြင်းတရားကိုအစိုးရသောသူတည်ဟူသောမာနရတကူကိုဖျက်ဆီးခြင်းဟာ၎င်းတဲ့သေဘေးကိုမကြောက်၍တစ်သက်လုံးကြုံခံရသူတို့ကိုကေလွတ်ခြင်းငါလို့ဖော်ပြထားတယ်အဲ့တော့ဒီသေခြင်းတရားကိုရင်ဆိုင်မဲ့လူတွေသေခြင်းကိုအောင်မြင်နိုင်ဖို့အတွက်ခရစ်တော်ကိုယ်တိုင်အသေးခံခဲ့တယ်ပေါ့နော်ထို့အတူပဲသခင်ယေရှုလိုပဲရှင်ပေါလုရဲ့ဘဝကိုကြည့်တဲ့အခါကျတော့လေ तू ကသေခြင်းကိုရင်ဆိုင်ရမှာဆိုတော့ तू သိတယ်ဒါပေမဲ့အဲ့သေခြင်းအတွက် तू စင်သင့်ပဲဘာမှမကြောက်တော့ဘူးเนาะသေခြင်းရဲ့တစ်ဖက်မှာရှိတဲ့အရာတစ်ခု तू ဒီဂတိရထားတယ် तू စိတ်ချသွားတဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်တဲ့ဆိုတော့ကျွန်တော်တို့အမြဲတမ်းတွေ့ကြုံရပြီဒီသေခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေဘယ်လောက်ထိပြင်ဆင်မှုရှိထားတယ်လဲဘယ်လိုပြင်ဆင်သင့်လဲဆိုတဲ့အကြောင်းအရာတွေကအပါဝင်ရှင်ပေါလုရဲ့ဒီဖိလိပ္ပိလူတွေကိုစာရေးသားတဲ့အရာတွေနဲ့အခြားသောအသင်းတော်တွေကိုပေးပို့တဲ့စာတွေအရာကျွန်တော်တို့ခွန်အားယူကြဖို့ရန်အတွက်ဒီတစ်ပတ်လေ့လာသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ပထမအဦးဆုံးခေါင်းစဉ်မှာကြတော့ခရစ်တော်ဟာဆိုကြီးမြတ်လိမ့်မယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဟုတ်ကဲ့ကျွန်တော်ဒီခေါင်းစဉ်ပေးထားရှင်ပေါလုပြောတဲ့အထက်မှာခရစ်တော်ဟာကြီးမြတ်မယ်ဒါပေမဲ့သူရင်ဆိုင်ရတဲ့အခက်ခဲနဲ့ပတ်သက်ပြီးတော့ဒီခရစ်တော်ကိုအလောက်အညွှန်းပေးတဲ့အရာကိုကျွန်တော်ကြည့်တဲ့အခါမှာနော်ဒီပထမဦးဆုံးဖိလိပ္ပိအသင်းသူသင်သားတွေကိုပေးပို့တဲ့စာထဲမှာဘလို့ဖော်ပြထားလဲဆိုတော့ဖိလိပ္ပိဩဝါဒစာအခန်းကြီး1အပိုင်းငယ်19နဲ့20မှာဟုတ်ကဲ့အဘယ်သို့နည်းဟုမူကားငါသည်အလျင်းရှက်ကြောက်ခြင်းမရှိရဲရင်ချင်းနှင့်ပြည့်စုံ၍အသက်ရှင်သည်ဖြစ်စေတဲ့သေသည်ဖြစ်စေငါခန္ဓာကိုယ်၌ခရစ်တော်သည်အစဉ်အမြဲ
ဂုံအတည်ထင်ရှားတော်မူတဲ့ကဲ့သို့ပင်ယခုထင်ရှားတော်မူဟုငါမျှော်လင့်အားကြီး၍တောင်းတသည်နှင့်ညီသင်တို့ဆုတောင်းချအဖြစ်၎င်းနဲ့ယေရှုခရစ်ဝိညာဉ်တော်ကိုငါ့ကိုကယ်တင်သောအကြောင်းအရာဖြစ်မည်ဟုငါသိတယ်ဆိုပြီးတော့ဖော်ပြထားတယ်အနာဂတ်မှာသူကြုံနေတဲ့အခုဘဝအနာဂတ်ပေါ့နော်သူကြုံနေတဲ့တည်ခြင်းတရားနဲ့ပတ်သက်ပြီးတော့သူဟာဘာမှတုံ့လုံခြင်းမရှိဘူးခရစ်တော်ဟာကြီးမြတ်မယ်ခရစ်တော်ဘုန်းထင်ရှားစေမယ်နော်ဒီယောဘကသူတန်ဟန်တွေခံရတဲ့အခါမှာပေါ့နော်သူဘာပြောလဲဆိုတော့ကိုတော်ပေးတယ်ကိုတော်ရုပ်သိမ်းတယ်ကိုတော်နာမတော်ဘုန်းကြီးပါစေဆိုတဲ့စကားအတိုင်းပဲရှင်ပေါလုကသူဒဏ်ခံရတယ်ခရစ်တော်အတွက်ကြောင့်ဒဏ်ခံရတယ်ကိုတော်ဟာခရစ်တော်ရဲ့နာမဘုန်းကြီးပါစေပေါ့နော်ဆိုတော့သူခံခဲ့ရတဲ့အရာတွေလည်းကျွန်တော်တို့ဒီမှာကြည့်တဲ့အခါမှာဆိုတော်တော်ဆူဆူဝါပေါ့နော်လောကအနေနဲ့ကြည့်မယ်ဆိုထောင်ထဲမှာလောင်ထားခြင်းခံရတယ်တေဘေးတွေနဲ့အကြိမ်ကြိမ်တွေ့ကြုံခဲ့ရတယ်ဒီကျိန်တန်အရိုက်ခံရတော့မှဒါ40တစ်ချက်ရော့39ချက်ပေါ့ဆိုတော့အသုံးလုံးကတစ်ကြိမ်4ကြိမ်ပေါ့နော်အကြိမ်ချက်4ကြိမ်တစ်ချက်ရော့ဆိုတော့အဲလိုမျိုးပေါ့နော်ဆိုတော့အဲ့မှာဒီခဲနဲ့ပြစ်တက်ခြင်းကိုလည်းသူခံရတယ်ပြစ်တက်ခြင်းလို့ကျွန်တော်သုံးရတဲ့အကြောင်းရသူသေပြီးထင်ပြီးတော့ပြစ်ထားကြတာပေါ့နော်ဒါပေမဲ့သူမသေးခဲ့ဘူး3ချိန်မြောက်အောင်သင်မော်လေးပြက်ခဲ့ဘူးတဲ့အခြားအရာတွေလည်းအများကြီးရှိတယ်ကွာဓမြအိမ်နဲ့လည်းတွေးခဲ့ဘူးတဲ့ပင်လယ်ထဲမှာမျောနေရတဲ့အခါတွေမြစ်ကိုကူးရတဲ့ဘေးတွေနောက်ကိုအမျိုးသားချင်းပြုတဲ့ဘေးဆိုတဲ့အခါမှာသူကယုံကြည်ခြင်းမတူတော့ဂျူးတွေနေခဏခဏပြဿနာဖြစ်တယ်ပြီးတော့တခြားတပအမျိုးသားတွေပြုတဲ့ဘေးတွေလည်းကြုံရတယ်ကျွန်တော်ထင်ပါတယ်ရှင်ပေါလုတွေ့ကြုံခဲ့ရတဲ့အရာအားလုံးကိုသူရေးတဲ့စာထဲမှာအကုန်မဆန့်မရေးတဲ့အရာလည်းအများကြီးရှိတယ်သူ့ရဲ့အမှုတော်ဆောင်တက်တန်းကအနည်းဆုံး30လောက်ရှိတာဟုတ်ဆိုတော့30ဝန်းကျင်လောက်ရှိတဲ့အတွေ့အကြုံကပဲရေးလို့ကုန်တယ်နော်ဆိုတော့သခင်ယေရှု3နှစ်ကြော်လေးအမှုတော်ဆောင်ခဲ့တဲ့အတောင်မှရှင်ယောဟန်ပြောတာမြေကြီးတောင်မဆန့်ဘူးလို့ပြောခဲ့တဲ့အခါကျတော့ဆိုတော့ဘာပဲဖြစ်ပါအခုဒီမှာအဓိကပြောချင်တဲ့အကြောင်းအရာတော့ဘလို့ပဲဒုက္ခဘေးတွေရောက်နေပါလိမ့်စေသူဒုက္ခဘေးတွေအကြောင်းရေးထားတာအများကြီးပဲဒီမှာတော့ဒီနှစ်ကောခိုင်း7မှာဖတ်ကြည့်ရင်အသေးစိတ်ကျွန်တော်တို့တွေ့ရတယ်ဒီစီးရင်ချင်းတွေအားလုံးကသူ့ကိုဘာဖြစ်စေလဲသင်တို့ကိုချစ်တဲ့အတွက်ကြောင့်မနော်အသင်းတော်ကိုဒီမှာရေးထားတဲ့စာသားအတိုင်းဆိုရင်အသင်းတော်အပေါင်းတို့ကိုစိုးရင်သောစိတ်နဲ့ကြည်ရှုပြုစု၍နေ့တိုင်းအစဉ်နှောက်ယှက်ခြင်းငါခံရတယ်လို့ပြောထားအသင်းတော်အဖို့လုံငါနော်ဒီအသင်းတော်ကိုချစ်တဲ့အတွက်ကြောင့်ယုံကြည်သူတွေချစ်တဲ့အတွက်ကြောင့်သူဒီဒုက္ခဆင်းခြင်းခံရတယ်ဆိုပြီးတော့ဒီမှာဖော်ပြထားတယ်ဒါကြောင့်သူဒုက္ခဘလောက်ပဲခံအသင်းတော်တွေအပေါ်မှာသူ့ရဲ့တန်ရောစဉ်ဟာဘလောက်ထိကြီးမားတယ်ဆိုတဲ့အကြောင်းအရာတွေကိုနော်ဒီကောရိန္သုအသင်းတော်ကိုပေးပို့တဲ့နေရာမှာလည်းတွေ့ရတယ်တတလောနဲ့အသင်းတော်တွေကိုပေးပို့တဲ့နေရာမှာလည်းတွေ့ရတယ်ဂလာတိနော်ပြီးတော့ဖိလိမုန်ဆိုတဲ့လူပုဂ္ဂိုလ်ခရိယန်တူကိုပေးပို့တဲ့ခါမှာလည်းတွေ့ရတယ်ဆိုတော့ဘာကြောင့်ရှင်ပေါလုကဒီလူမျိုးစိတ်သက်ခိုင်ခိုင်ပေါ်မှာချနိုင်ရတယ်ဆိုတော့ तू ကခရစ်တော်ကိုအမြဲတမ်းကြည့်တယ်လို့ဖော်ပြထားတယ်သခင်ယေရှုကကျွန်တော်တို့ကိုကယ်တင်ဖို့အရာအားလုံး तू စွန့်လွတ်နိုင်ခဲ့ပြီးတော့မနော်သူ့မှာရှိရအားလုံးအသက်ပါစွန့်ခဲ့ပြီးကျွန်တော်တို့ချစ်တယ်သူမိတ်ဆွေတွေအကုန်လုံးကိုချစ်ဖို့ရအတွက်သူအကုန်လုံးစွန့်ခဲ့ဒီနီးတူမှာရှင်ပေါလုလည်းပဲအသင်းတော်အတွက်ဆိုရင်သာသနာအတွက်ဆိုရင်အမှုတော်မြတ်အတွက်ဆိုလို့ရှိရင်သူ့မှာရှိရအားလုံးကုန်သွားပါလိမ့်စေကုန်တော့သူကြိုက်တယ်လို့သူဒီမှာဖော်ပြထားတယ်။ဒါကြောင့်ယေရှုခရစ်ရဲ့တရားတော်နဲ့ညီဖခင်ဝတ်၌မွေ့လျော်တဲ့လူဟာဆိုညှင်းဆဲခြင်းကိုခံရလိမ့်မယ်။ဒါရှင်ပေါလုပြောတဲ့အရာတခါလေယနေ့ကျွန်တော်တို့စဉ်းစားဖခင်အမှုတော်ဆောင်တဲ့လူကကြီးမြင့်မယ်ချီးမြင့်မယ်ဖခင်ကအမီးမဖြစ်စေဘူးခေါင်းဖြစ်စေမယ်ဒီတစ်ဖက်ပိတ်ပဲကျွန်တော်တို့ကြည့်လို့မရဘူးတဲ့တခါတလေကြတော့ရှင်ဖခင်အပေါ်မှာသစ္စာရှိရလူကတစ်ဖက်ကမုန်တီစာရမဏေတိုက်ခတ်မှုကပို့ပြီးတော့ခံရနိုင်ခြေရှိတယ်ဆိုတဲ့အကြောင်းအရာလေးလည်းကျွန်တော်တို့မမေ့သိဘူးပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ခွန်အားပေးနေတာဘာဖြစ်ကျွန်တော်တို့လှုပ်ဆောင်သမျှရာအားလုံးဒီခက်ခဲသည်ဖြစ်စေเนาะကျွန်တော်တို့တက်တာသည်ဖြစ်စေခရစ်တော်ရဲ့နာမတော်ဘုန်းထင်ရှားစေဖို့ပေါ့နော်ခရစ်တော်ဟာကြီးမြတ်မယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာပဲကျွန်တော်နေထိုင်သင့်ပါတယ်တဲ့ကျွန်တော်ရဲ့အသက်တာနေထိုင်မှုပုံစံ lifestyle อ่ะပေါ့နော်သူတို့ဘာရဲ့ဆက်ဆံမှုပြန်ပြီးတော့ကြည်ပါဟာတဲ့သူတို့ဘာကိုသခင်ရှုတွေ့မလားကိုယ့်ရဲ့နေထိုင်မှုအပြင်ဒါလေးရဲ့အင်တာမတ်ရေးကြည့်တယ်ဆိုပြီးတော့ဒါဒီနေ့ခေါင်းစဉ်မှာတော့ဒီပထမခေါင်းစဉ်မှာတော့အလုပ်ပေးထားရပေါ့နော်ဆိုတော့နောက်ထပ်ဒုတိယခေါင်းစဉ်ဖြစ်တယ်ဆိုတည်ရင်တာပြီးတော့အကျိုးရှိမယ်ဆိုတဲ့အကြောင်းအရာလေးရှင်ပေါလုဒီတည်ခြင်းပုံမှာသူဘယ်လိုသဘောထားတယ်ဆိုတဲ့အကြောင်းအရာလေးကျွန်တော်ဒီမှာဆိုတွေးရပါတော့โอเคဆိုတော့အဲ့ဒီအကြောင်းအရာလေးမသွားခင်ဆရာအခုကျွန်တော်ပြောတဲ့အချက်တွေထဲမှာဆရာရောဆရာရဲ့အမြင်လေးတွေနဲ့အာဘော်လေးတွေချက်လောက်ဝင်မြပြီးပါဟုတ်ပြီဆရာโอเคကျွန်တော်တို့ဒီအစောနာဆရာပြောတဲ့အထဲမှာအများကြီးပေါ့နော်ပါသွားပြီဆိုတော့ပြန်ကြည့်တဲ့အခါမှာเนาะရှင်ပေါလုရဲ့အသက်တာမှာသူကြုံတွေ့ရတဲ့ဒုက္ခဆင်းရဲခြင်းတွေကအများကြီးပဲเนาะအစောနာဆရာပြောသလိုပဲစာအုပ်ထဲမှာရေးချမယ်ဆိုရင်တော့
မဆက်နိုင်ဘူးပေါ့နော်ပြောချင်တာကကျွန်တော်တို့ရဲ့ဘဝအသက်တာမှာလဲရှင်ပေါလုကဲ့သို့ဒီလိုရင်ဆိုင်ရတဲ့အခါမှာကျွန်တော်ဘယ်လိုတုတ်ပြန်မလဲပေါ့နော်ရှင်ပေါလုကတော့သူ့ရဲ့တုတ်ပြန်လိုက်တဲ့အရာကနော်ဆောနာကျွန်တော်ပြောတဲ့အတိုင်းပဲသူ့ရဲ့အသက်တာမှာဆိုရင်အပြည့်အဝဆက်ကပ်တဲ့အသက်တာတွေ့ရတယ်အနစ်နာခံတဲ့ရှင်းမေတ္တာရှိတာတွေ့ရတယ်သူရဲ့အသက်တာမှာသူဟာဆိုလို့ရှိရင်အပြစ်ကင်းရဲ့သားနဲ့ထောင်ထဲမှာအချင်းချခြင်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နောက်ဆိုတော့ဒီမှာအစောကကျွန်တော်ပြောတဲ့အထက်မှာလည်းယေရှုဟာဆိုရင်ကျွန်တော်တို့ကယ်တင်ဖို့အတွက်အရာခတ်သိမ်းကိုစွန့်တယ်လို့ရှင်ပေါလုကလည်းတဲ့ယုံကြည်တဲ့မိတ်ဆွေတွေအတွက်သူ့ရဲ့ဥစ္စာနော်သူ့ကိုတော်မှသူ့ရဲ့အသက်တာကိုတော်မှသူ့ရဲ့အသက်ကိုတော်မှသူပြီးနိုင်တယ်ဆိုတော့အချက်ပေါ့နော်နှစ်ကောခန်းကြီးစနစ်ခန်းငယ်15မှာတွေ့ရတယ်ဆိုတော့ခါတလင်မှာကျွန်တော်တို့နေထိုင်တဲ့အသက်တာပေါ့နော်ရှင်ပေါလုရဲ့အသက်တာမှာတော့ကျွန်တော်ဘာတွေတွေ့ရလဲဆိုတော့အနစ်နာခံတယ်တီးခံတယ်စက်ကတ်တယ်ပေးဆိုင်ခဲ့တဲ့အရာကိုကျိုးစွန့်အနစ်နာခံတဲ့အရာတွေတွေ့ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ရဲ့အသက်တာမှာရောဘယ်လောက်မြစ်တာထားနိုင်တယ်လဲဘယ်လောက်နှိမ့်ချနိုင်တယ်လဲဘုရားမှုတော်မှာကျွန်တော်ဘယ်လောက်ဆက်ကတ်နိုင်တယ်လဲအစောကကျွန်တော်ပြောသလိုပဲကျွန်တော်တို့ရဲ့အသက်တာဒီနော်စံနမူနာဒီသခင်ယေရှုခရစ်တော်ဖြစ်တယ်သခင်ယေရှုခရစ်တော်ဖခင်ကိုလူတိုင်းမြင်နိုင်တဲ့အသက်တာမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့အဓိကစံနမူနာယူဖို့မိတ်ဆွေရလဲသခင်ယေရှုခရစ်တော်ပဲဖြစ်တယ်နော်သခင်ယေရှုခရစ်တော်ကိုကျွန်တော်ကစံနမူနာယူမှဖြစ်တယ်ရှင်ပေါလုကလည်းထိုကဲ့သို့ပဲစံနမူနာယူခဲ့တာဖြစ်တယ်သခင်ယေရှုရဲ့အသက်တာမှာဆိုရင်ပညတ်တော်အတိုင်းသူအသက်ရှင်တယ်ကိုကျိုးမဖက်ဖက်နဲ့ဆက်ကတ်တဲ့အသက်တာနဲ့လှုပ်ဆောင်ခဲ့တာကိုကျွန်တော်ဒီမှာတွေ့ရတာပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာသူတစ်ပါးကကျွန်တော်တို့ရဲ့အသက်တာကိုကြည့်လိုက်တဲ့အခါမှာတဲ့နော်မိကဲ့သို့အကျိုးသက်ရောက်မှုရှိတယ်လေနော်ရှင်ပေါလုရဲ့အသက်တာမှာကျွန်တော်ကြည့်လိုက်လို့ရှိရင်တော့သိချတယ်ရှင်ပေါလုယုံကြည်ကိုးကွယ်တဲ့သခင်ခရစ်တော်ကိုလူတိုင်းဟာမြင်တွေ့နိုင်မှာဖြစ်တယ်ဘာဖြစ်လို့ခင်ခရစ်တော်ရဲ့တကယ်ခရစ်တော်ဒီရှင်ပေါလုရဲ့စံနမူနာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့အသက်တာမှာလည်းဒီကနေ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်နေထိုင်တဲ့အခါမှာကျွန်တော်တို့ဘယ်လောက်တီးခံနိုင်တယ်လဲကျွန်တော်တို့မေတ္တာဘယ်လောက်ထားနိုင်တယ်လဲကျွန်တော်တို့ဘယ်လောက်ထိဖခင်ရဲ့အမှုတော်မှာကိုကျိုးစွအနစ်နာခံလှုပ်ဆောင်နိုင်တယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့တကယ်ပဲအမှုတော်မှာပါဝင်ဆက်ကအသုံးတော်ခံမယ်ဆိုရင်လောလောဆယ်တော့ဒုက္ခဆင်းရဲခြင်းတင်ရင်ဆိုင်ရကောင်းရင်ဆိုင်ရမယ်သို့တော်ညာတဲ့ခင်ခရစ်တော်ရှိနေမယ်ဆိုရင်တဲ့အနေနဲ့ညီသက်ချင်းပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းအသက်တာနဲ့ပေးဆက်ပြီးတော့မှနောက်ပိုင်းမှာဖခင်ရဲ့ကောင်းကြီးမင်္ဂလာတွေတင်ပြီးဝခံစားရရှိမယ်လို့ကျွန်တော်နေအားပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ပြီကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ဒါကရှင်ပေါလုရဲ့သူ့ရဲ့ခံယူချက်လို့လည်းကျွန်တော်တို့ပြောလို့ရတာပေါ့နော်ဟုတ်ပြီနောက်ထပ်ခေါင်းစဉ်လေးတစ်ခုကတော့ဒါသေလျင်မူကတာ၍မြက်ဤဆိုတဲ့ခေါင်းစဉ်တစ်ခုပေါ့ဆိုတော့သေရင်တာ၍မြက်တယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့လူသားတွေပေါ့ယုံကြည်သူသူသဖြင့်ယုံကြည်သူကျွန်တော်တို့လူသားတွေအားလုံးကကိုအရန်ဘလို့ပဲမြင်ပေါ့တနည်းမဟုတ်တနည်းကတော့ဒီမဟာတိုက်လံပွဲကြီးမှာပါဝင်နေတဲ့လူတွေရွေးလို့ဖော်ပြထားတယ်ဟုတ်ကဲ့တေးအောင်ဆရာလှုပ်တည်ပြီးဖြစ်စေတခြားကဏ္ဍမှာပါဝင်တည်ပဲဖြစ်စေယုံကြည်သူခရစ်ယာန်တယောက်ဖြစ်ပြီးဆိုတာနဲ့ဒီကဏ္ဍမှာပါဝင်နေစမြဲဆိုတဲ့အခါမှာကျွန်တော်တို့ကဒါဒီအရာတွေကိုတော့ကျွန်တော်တို့ရင်ဆိုင်ရတော့မယ်ရင်ဆိုင်တဲ့အခါမှာကျွန်တော်တို့အတွက်အကောင်းဆုံးလက်နက်ကဘာဖြစ်မလဲပေါ့နော်မဟာတိုက်လံပွဲဆိုခရစ်စာနာမဏတ်နဲ့တိုက်လံတဲ့ပွဲဒီရှင်ပေါလုရဲ့ကောရိန္သုဩဝါဒစာဒုတိယဆောင်ရဲ့စာဆောင်အရာဆိုလို့ရှိရင်နော်အပိုင်းအခန်းကြီး30အပိုင်းကြီး3ကနေပြီးတော့ကျွန်တော်ဖတ်တဲ့အခါမှာဟုတ်ကဲ့ဒီစစ်တိုက်တဲ့အခါမှာတဲ့တော့ကျွန်တော်အသေးစိတ်တော့မဖတ်ပြတော့ဘူးစစ်တိုက်တဲ့အခါမှာကျွန်တော်တို့အသုံးပြုနေတဲ့လက်နက်ကတဲ့နော်သုံးဆွဲတဲ့လက်နက်ကဇာတိပဂရိလက်နက်မဟုတ်ဘူးတဲ့နော်ဖျားသခင်ရဲ့တကိုးတော်အဖြစ်မြို့ရိုးတွေကိုဖြိုဖျက်နိုင်တဲ့လက်နက်ဖြစ်တယ်အဲ့လက်နက်ကဘာလဲဆိုတော့ဒီဖျားသခင်ကိုတည်သောပညာကိုစီတာသောမာနရှိသမျှတို့၎င်းနှိမ့်ချမှောက်လိုက်ရဲ့ခတ်သိမ်းသောစိတ်တို့ကိုဖန်သွားချုပ်ထားလျက်ခရစ်တော်ဤစကားကိုနားထောင်စေတယ်ဆိုတဲ့အရာတစ်ခုကိုသူပြောထားတယ်ဆိုတော့ဒီညမှာတော့အတိအကျဘာလက်နက်ဖြစ်ပါတယ်လို့တော့မညွှန်းထားဘူးဒါပေမဲ့ဇာတိမဟုတ်ဘူးဆိုတော့သူပြောတယ်နော်ဒါပေမဲ့အဲ့ဒီခါကျတော့ကျွန်တော်တို့ကမဟာတိုက်လံပွဲမှာရင်ဆိုင်နေရတဲ့ကျွန်တော်တို့တွေကကျွန်တော်တို့မှာဒီလိုမျိုးလက်နက်ရှိဖို့လိုတယ်ဥပုသ္စာပြေဆရာကတော့အဲ့ဒီလက်နက်ကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ခံယူချက်ဖြစ်တယ်လို့ဖော်ပြထားတယ်ကျွန်တော်တို့ခံယူချက်စိတ်နှလုံးတော့ဒီခံယူထားတဲ့အရာပေါ့နော်စာနံကကျွန်တော်တို့ကိုအပြစ်တင်ဝေဖန်တယ်တဲ့လှည့်ဖျားတယ်တော့စိတ်ကတိကောင်းဖြစ်အောင်လုပ်တယ်တော့ဖိအားတွေပေးတယ်ဟုတ်ကဲ့ခရိယန်တွေတခါမှအသုံးမပြုဘူးတဲ့အရာတွေနဲ့လာပြီးတော့လှည့်စားတယ်ဆိုတော့ဒီအရာတွေကိုကျွန်တော်တို့ရင်ဆိုင်တဲ့အခါမှာကျွန်တော်တို့ဘက်ကဘာတွေထပ်ပြီးတော့အားဖြစ်ရမလဲဆိုတော့တဲ့ရှင်ပေါလုရဲ့ဒီ
ဂလာတိခိုင်း9ရင်22ထဲမှာဖော်ပြထားပါတယ်ကျွန်တော်မှာချစ်ချင်းမြတ်တာရှိရမယ်เนาะဂယုဏညီတဲ့ချင်းနူးညက်တိမ်မွေးချင်းတီးခန့်တဲ့ကောင်းမြတ်တယ်เนาะဆိုတော့ဒီချုပ်တီးချင်းတွေစသဖြင့်ဒီအရာတွေရှိရမှာဖြစ်တယ်လို့တစ်ဖက်မှာသခင်ယေရှုပြောပြထားတဲ့ဒီသခင်ယေရှုပြောပြထားတဲ့ဘယ်လိုပြောမလဲဆိုတော့ဒီချစ်ချင်းမြတ်တာပေါ့နော်ရန်သူကိုချစ်နိုင်တဲ့ချစ်ချင်းမြတ်တာလည်းအရင်အရေးကြီးတယ်ဆိုပြီးတော့ဒီမှာလည်းဖော်ပြထားသေးတယ်အဲ့ဒါတွေအားလုံးဟာတဲ့တရားအားလုံးအမှားမှန်ဝေဖန်ပိုင်းခြားပွင့်တဲ့ဒီနှုတ်ကပတ်တော်တရားဆိုအကြီးဆုံးလက်နက်တစ်ခုဖြစ်ပါတယ်လို့လည်းဒီမှာဖော်ပြပေးထားတွေ့ရတယ်ဆိုတော့နှုတ်ကပတ်တော်ကအကြီးဆုံးလက်နက်ဖြစ်တယ်ဆိုတာတော့ကျွန်တော်ထင်ထင်ရှားရှားပဲမှာတွေ့ရတယ်ဆိုတော့အေဖက်အခန်းကြီး6မှာကျွန်တော်စတွေ့ရပါတော့အေဖက်အခန်းကြီး6ငယ်7ကနေစဖတ်တဲ့အခါမှာဒီခရိယန်တွေရဲ့ဗာလဲစစ်ဝတ်တန်စာပေါ့နော် Christian Armor ဆိုပြီးတော့ကျွန်တော်တို့လူသိများတဲ့အရာတစ်ခုရှိတယ်အဲ့ထဲမှာတော့ဒီခေါင်းစခြေဆုံးဘယ်လိုလက်နက်တွေဆိုတာအကုန်လုံးသိရတယ်ပေါ့နော်ဆိုတော့ဒီဒါနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်ကျမ်းချက်တစ်ခုပြန်ပြီးတော့ဖတ်ပြခြင်းတယ်ဒီမှာဖိလိပ္ပိအခန်းကြီး1ငယ်21-22မှာဆိုဘာပြောထားလဲဆိုတော့ငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏တဲ့တေလင်မူကတာ၍အကျိုးရှိတယ်ဒီဤခန္ဓာ၌ငါသည်အသက်ရှင်လေငါပြုသောအကျိုးမူကထိုသို့သောအကျိုးဖြစ်၏သို့တော်လည်းအဘယ်အကျိုးကိုရွေးယူရမည်ငါမသိဆိုပြီးတော့ဒီမှာဖော်ပြထားတယ်တော့ဒီခန္ဓာကိုယ်မှာအသက်ရှင်နေဆိုရင်ငါပြုတဲ့အကျိုးကဘယ်သို့သောဒီအဘယ်ထို့သောအကျိုးဖြစ်၏ဆိုပြီးတော့ဒီမှာဖော်ပြထားတယ်ဒီအသက်ရှင်တဲ့အခါမှာဘယ်သူတွေလဲဆိုသူတစ်ပါးအတွက်အကျိုးရှိဖို့ရန်အတွက်ဆိုပြီးတော့ဒီမှာဖော်ပြထားတာတွေ့ရတယ်ရှင်ပေါလုရဲ့ခံယူချက်ထဲမှာတဲ့အသက်ရှင်တယ်ဆိုတဲ့အကြောင်းအရာကယေရှုခရစ်တော်အတွက်နော်ခရစ်တော်အတွက်လို့ဘာကြောင့်ပြောလဲဆိုတော့သခင်ယေရှုကမဿဲခိုင်း22ငွေ20မှာမှားထားခဲ့တယ်တင်တို့ဒီလူမျိုးတကာစီကိုတွားပြီးတော့မှဝန်ကြီးကတော်အပေါင်းတို့ကိုဧဝံဂေလိတရားဟောပြောပါနော်ယုံကြည်လက်ခံတဲ့သူတွေကိုခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့နာမမှာဗတ္တိဇံပေးပါစသဖြင့်သူခိုင်းထားခဲ့တဲ့အရာကမဟာစေခိုင်းချက်လို့ခေါ်တယ်နော် The Great Commission လို့ခေါ်တဲ့အခါမှာဒီအရာတွေကိုလှုပ်ဆောင်ဖွဲ့တဲ့ရှင်ပေါလုကအသက်ရှင်နေတာဖြစ်ပါတယ်တဲ့သေရင်တော့သူ့အတွက်ကောင်းသွားပြီတော့သေရင်သူ့ကိုကြိုးဆိုနေတာကောင်းတဲ့နိုင်ငံပဲလို့ဒီမှာဖော်ပြထားတာတွေ့ရတယ်ဒါကြောင့်ဘလို့ပဲမတရားမှုတွေပဲကြုံနေရပါစေရှင်ပေါလုကဒါကိုမကြောက်တော့တာကျွန်တော်တို့နဲ့ရှင်ပေါလုနဲ့ကြွားချခြင်းအဲ့ဒါဖြစ်ကောင်းဖြစ်မယ်ကျွန်တော်တို့ကတော့အန်ရရှိလာပြီဆိုရင်ကျွန်တော်ကြောက်ပြီကိုယ့်ကိုပြန်ကြည့်အောင်နော်ငါဖြစ်မှာဖြစ်ပါမလားဒါပေမဲ့ရှင်ပေါလုကမဟုတ်ဘူး तू ကခရစ်တော်ရှင်မှာ तू တည်ပြီးသားပဲ तू အသက်ကိုခရစ်တော်ရှင်မှာအပ်ထားပြီးသားဆိုဘလို့အန်ရဘလို့ဆိုးွားတာတွေ तू ဂရုမစိုက်တော့ဆိုတော့ तू ရေဝုံဝုံပဲ तू တွာလာနိုင်တာတွေ့ရတယ်ဆိုတော့ तू ရင်ဆိုင်ရသမျှအားလုံးပေါ်မှာ तू ကဆိုရင်ဘာမှအထွတ်မတက်ဘူးဆိုတာ तू တွေ့ရတယ်ဒါကြောင့် तू အခြေအနေကနေကျွန်တော်တို့ရလိုက်တဲ့စကားစုတစ်ခုကတော့အင်အားကြောင့်မှန်တာမဟုတ်ဘူးတဲ့ဒီမှန်ကန်မှုကြောင့်အင်အားဖြစ်လာတယ်ဒါလေးကစဉ်းစားစရာပဲဥပမာလူအယောက်100မှာ90လောက်ကထောက်ခံနိုင်ရအခုခေတ်မှာဒါမှန်တယ်လို့ယူဆကြတယ်ဒါမဲ့အမှန်ဟာအမှန်ပဲကွာအမှန်တရားအမှန်တရားပဲဖြစ်တယ်နော်အင်အားကြောင့်အမှန်ဖြစ်လာတာမဟုတ်ဘူးတဲ့ဒီအမှန်တရားကအမှန်တရားနောက်ဆုံးဆိုအင်အားဖြစ်လာမယ်ဆိုတဲ့အကြောင်းအရာရှိတယ်ဆိုတော့ယနေ့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့မဟာတိုက်လှန်ပွဲဆိုတာတတိပုဂ္ဂလမဟာတိုက်လှန်ပွဲရှိမှာပေါ့နော်ဆရာလဲကိုယ့်ဟာကို personal ရတိုက်ခိုက်နေရတဲ့မဟာတိုက်လှန်ပွဲရှိမယ်အမှားမှန်တယ်မှာဆိုတော့ဒီအရာပေါ်မှာကျွန်တော်တို့ဘယ်လိုပါဝင်ပတ်သက်ခံစားနေရလဲဒီခရစ်တော်ဟာဒီစစ်ပွဲကိုအောင်နိုင်ခဲ့တာကိုကျွန်တော်တို့အတွက်ဘယ်လိုစိတ်သက်သာရစေလဲဆိုတော့ဆင်ခြင်ကြည့်ပါတဲ့နော်ရှင်ပေါလုအနေနဲ့ကတော့သင်ရင်တောင်တာ၍အကျိုးရှိတယ်ဒီအန်ဒီနဲ့ကြုံတွေ့လာတဲ့အခါမှာကျွန်တော်ဘယ်လိုစိတ်သဘောထားကျွန်တော်တို့ရဲ့သဘောထားဘယ်လိုရှိမလဲဆိုတာလေးကိုကျွန်တော်ဒါစဉ်းစားစရာလေးပေးထားတာတွေ့ရပါကျွန်တော်အနေနဲ့အားပေးချင်တာကတော့ကျွန်တော်တို့လည်းကိုယ့်ရဲ့အသက်ဟာခရစ်တော်ထံမှာရှိတယ်ဘာမှကြောက်စရာမလိုတော့ဘူးဆိုတာကိုပဲကျွန်တော်အားပေးချင်တယ်เนาะကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာအဲ့ခေါင်းစဉ်လေးပေါ့နော်ဒီမေကွန်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗာသွားပြီးတော့တတိယလဲဆိုတော့ပေါ့နော်ဆိုတော့ရှင်ပေါလုကဒီဒုက္ခဆင်းရဲခြင်းတွေဂျားထဲမှာမှအောင်မြင်တယ်ဆိုပြီးတော့ပေါ့နော်ကျွန်တော်တို့လေ့လာခဲ့ရတယ်ဆိုတော့သူ့အနေနဲ့ဘာတွေများအောင်မြင်ခဲ့လဲပေါ့နော်ရှင်ပေါလုကကျွန်တော်တို့ဆွမ်းနာကဒီလေ့လာခဲ့တဲ့ပြီးခဲ့တဲ့ quarter တွေမှာလည်းရှင်ပေါလုရဲ့ဒီဒုက္ခဆင်းရဲခြင်းတွေအများကြီးတွေ့ကြုံခဲ့ရတယ်အဲ့ဒီထဲမှာတဲ့เนาะကျွန်တော်အနေနဲ့ပေါ့เนาะဒီမှာခရစ်တော်သည်တဲ့သူစစ်ပွဲကိုအောင်နိုင်ခဲ့ကြောင်းသိချင်းဆိုပြီးတော့เนาะအောင်မြင်တဲ့အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့ဘဝတက်တာမှာနေ့စဉ်ဆွမ်းနာဆရာပြောသလိုပဲအမားနဲ့အမှန်ကတိုက်လံပွဲကနေ့စဉ်ရှိတယ်ပေါ့เนาะဆိုတော့ဒီလိုတတိပုဂ္ဂလရှိတယ်ကျွန်တော်အများနဲ့ရှိတယ်ဖွဲ့စည်းနဲ့ရှိတယ်ဆိုတော့ဒီနေ့မှာပြန်ကြည့်တဲ့အခါမှာเนาะရှင်ပေါလုရဲ့အသက်တာမှာကျွန်တော်တို့သင်ခန်းစာယူစရာအချက်ကဘာရှိလဲဆိုတော့တီးခံလျက်ရဲစွမ်းတတ်တည်းဖြင့်နေထိုင်ပြုမှုတယ်တဲ့เนาะဆိုတော့တီးခံတယ်ဆိုတာကကြောက်လို့မဟုတ်ဘူး
တစ်ဖက်မှာတီးခံခြင်းရှိတယ်လို့တစ်ဖက်မှာလည်း तू ကရဲစွမ်းတက်တိနဲ့နေထိုင်ပြီးတော့ပြုမှုတာကဆိုရင်နော်အောင်မြင်မှုကိုရရှိစေတာဖြစ်တယ်တဲ့စုံစမ်းစစ်ဆေးခြင်းခံရတဲ့အခါမှာမိတ်ဆွေအနေနဲ့နှိမ့်ချခြင်းဟာတတ္တိပဲဖြစ်တယ်တဲ့နော်ဒါကြကျွန်တော်တို့ကစုံစမ်းခြင်းခံရတဲ့အခါမှာပြဿနာဖြစ်တဲ့အခါမှာကျွန်တော်တို့နှိမ့်ချလိုက်တဲ့အရာကတင့်အနေနဲ့ကြာချိုးခြင်းလို့ထင်ကောင်းထင်မယ်တကယ်တမ်းကျကျွန်တော်နှိမ့်ချခြင်းရဆိုရင်တတ္တိပဲဖြစ်တယ်တဲ့ဒီအရာကပဲကျွန်တော်တို့ကိုခရစ်တော်၌အောင်မြင်ခြင်းရရှိမှာဖြစ်တယ်เนาะဆရာကျွန်တော်တို့ရှင်ပေါလုကတော့သူ့ရဲ့အသက်တာမှာခရစ်တော်၌အောင်မြင်ခြင်းရရှိခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ကျွန်တော်တို့ရဲ့အသက်တာမှာလည်းခရစ်တော်၌အောင်မြင်တဲ့သူတွေဖြစ်ဖို့เนาะကျွန်တော်ကြိုးစားအားထုတ်ဖို့ကျွန်တော်အနေနဲ့ခွန်အားရရှိပါတယ်ဆရာကျေးဇူးတင်တယ်ဆိုတော့ဒါပဲပေါ့เนาะကျွန်တော်တို့ရဲ့ဒီအသက်တာမှာအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုတည်းကအရာလဲပါဝင်တာပေါ့ဆိုတော့နောက်ထပ်ခေါင်းစဉ်တစ်ခုကတော့ယုံကြည်စိတ်ချမှုရှိခြင်းပေါ့ယုံကြည်စိတ်ချမှုရှိခြင်းဆိုတော့ကျွန်တော်တို့အစတော့ချီပြီးပြောခဲ့တယ်လို့ရှင်ပေါလုကသူသိရင်တောင်မှတာ၍အကျိုးရှိတယ်ဆိုတဲ့စကားရဲ့နောက်ဆက်တွဲလေးတစ်ခုပါလဲဆိုတော့ကျွန်တော်တို့ကသေပြီးပြီဆိုရင်ခရစ်တော်နဲ့တူရှိမယ်ဆိုတဲ့အကြောင်းအရာတစ်ခုနော်ရှင်ပေါလုကအဲ့ဒါပါလဲဆိုတော့သူ့ရဲ့ယုံကြည်ခြင်းသူလှုပ်ဆောင်တဲ့အပေါ်မှာဘယ်လောက်ထိစိတ်ချတယ်ဆိုတဲ့အကြောင်းအရာဒါပေမဲ့ဒီစကားစုမှာတချို့နားလည်မှုလွဲစေတဲ့အရာလေးတွေရှိရပါတော့ဒါနဲ့ပတ်သက်ပြီးတော့ဆရာရဲ့ဒါလိလာသုံးသက်ချက်လေးနားထောင်ကြအောင်ဆရာဟုတ်ကဲ့ဆရာကျွန်တော်တို့သေခြင်းတရားလို့ပြောတဲ့အချိန်မှာပေါ့နော်သေခြင်းတရားလို့ပြောတဲ့အခါမှာပညာတတ်သည်ဖြစ်သည်မတတ်သည်ဖြစ်စေငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေเนาะအသက်အရွယ်မရွေးပေါ့နော်ဒီသေခြင်းတရားကိုရင်ဆိုင်ကြရတာဖြစ်တယ်เนาะဆိုတော့ဒီသေခြင်းတရားနဲ့ပတ်သက်၍เนาะလူတိုင်းကတော့ကျွန်တော်တို့ဒီလောကမှာနေတဲ့အခါမှာမတည်ခြင်းကြဘူးပေါ့နော်တည်ခြင်းတဲ့လူကခြားတယ်မတည်ခြင်းတဲ့လူကပုံများတယ်ဆိုတော့ဒီတည်ခြင်းတရားနဲ့ပတ်သက်ပြီးဒီတည်ခြင်းတရားဆိုရင်ကျွန်တော်တို့လူတိုင်းဟာရင်ဆိုင်ရမှာဖြစ်တယ်เนาะဆိုတော့ဒီတည်ခြင်းတရားနဲ့ပတ်သက်ပြီးเนาะဖိလိပ္ပိခန်းကြီး1ခန်းငယ်23 24မှာတော့ကျွန်တော်တို့တမန်တော်ကြီးရှင်ပေါလုကတော့เนาะဘာအကြောင်းဖော်ပြထားလဲဆိုတော့ကျွန်တော်ကျမ်းချက်အကုန်လုံးတော့မဖတ်တော့ဘူးအဲ့ဒီထဲမှာဆိုရင်စုတည်၍ခရစ်တော်နဲ့အတူနေခြင်းဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာရှင်ပေါလုဟာဆိုရင်တဲ့တည်တဲ့သူနဲ့ရှင်တဲ့သူရဲ့ဂျာကွာဟမှုကိုသူကဖော်ပြထားတာတွေ့ရတယ်နော်ခရစ်တော်ခရိယန်ရဲ့အနေနဲ့ခရစ်တော်အတွက်နော်အသက်ရှင်တဲ့ဤသူလူအပ်ပါကအသေးပါခံကြတာလည်းတွေ့ရတယ်နော်ဆိုတော့ကျွန်တော်ယုံကြည်တဲ့အရာကတကယ်ယုံကြည်ခြင်းမှာနော်ကျွန်တော်တခြင်းမှာဖော်ပြတဲ့အတိုင်းယုံကြည်ရာတစ်ခုအတွက်အသက်ကိုစတေးတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ခရိယန်ရဲ့အနေနဲ့တော့သခင်ခရစ်တော်အပေါ်မှာကျွန်တော်တို့ယုံကြည်တဲ့အခါမှာလိုအပ်မယ်ဆိုရင်ကျွန်တော်အသက်ကိုပါစတေးခံနိုင်တယ်ဆိုတဲ့အချက်ပေါ့နော်ဒီနေရာမှာတွေ့ရတယ်ကျွန်တော်ဒီမှာပြန်ကြည့်လိုက်တဲ့အခါမှာဒီအသက်တည်ခြင်းနဲ့ပတ်သက်ပြီးเนาะအကျိုးရှိတယ်လို့เนาะရှင်ပေါလုကတော့ဖော်ပြထားတာတွေ့ရတယ်ဘလို့အကျိုးရှိတယ်လဲပေါ့เนาะဆိုတော့ကျွန်တော်ဒီနေရာမှာပြန်ကြည့်တဲ့အခါမှာတည်တော်သူလို့ပြောတဲ့အခါမှာเนาะဒေသနာကျမ်းခန်းကြီး9ခန်းငယ်9ရှင်ယောဟန်ခရစ်ယာန်ခန်းကြီး9ခန်းငယ်28မှာတော့တည်တော်သူနဲ့ပတ်သက်ပြီးဘာဖော်ပြထားလဲဆိုတော့တည်တဲ့သူဟာဆိုရင်တဲ့အဘယ်အရာကိုမျှမသိလို့ဖော်ပြထားတယ်เนาะတမန်ကျမ်းစာထဲမှာတိတိကျကျဖော်ပြထားတယ်အဆောနာကျွန်တော်ပြောတဲ့ကျမ်းချက်ထဲမှာတည်တဲ့သူဟာဆိုရင်ဘယ်အရာကိုမှမသိတော့ဘူးတဲ့ဆိုတော့ကျွန်တော်တို့ဒီနေရာမှာเนาะအားလုံးသိတဲ့အတိုင်းလာဇရုအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နည်းနည်းလေးလေ့လာရအောင်เนาะလာဇရုရဲ့အသက်တာမှာကျွန်တော်ကြည့်လိုက်တဲ့အခါမှာအတူချုံးနဲ့ပြောမယ်ဆိုလာဇရုဟာဆိုရင်သူတည်သွားခဲ့တယ်4ရက်လွန်သွားတယ်เนาะ4ရက်လွန်သွားတယ်4ရက်လွန်သွားတဲ့အခါမှာယောဟန်ခန်းကြီး7ခန်းငယ်7မှာเนาะခင်ခရစ်တော်ကဘာဖော်ပြလဲဆိုတော့ငါတို့အဆွေလာဇရုသည်အိပ်ပျော်၏သူ့ကိုနှိုးခြင်းအလို့ငါသွားမည်ငါတို့အဆွေလာဇရုသည်အိပ်ပျော်တယ်လို့ဖော်ပြထားတာတွေ့ရတယ်เนาะတမန်ကျမ်းစာမှာတိတိကျဖော်ပြဒီချက်ကြောင့်ကျွန်တော်တို့ကခရစ်ယာန်နေသေပြီဆိုရင်ကျွန်တော်တို့ကခရစ်တော်၌အိပ်ပျော်ခြင်းဆိုပြီးတော့ကျွန်တော်တို့ကယုံကြည်ကြတယ်ပေါ့เนาะဆိုတော့တကယ်ပဲလာဇရုကဆိုရင်ခရစ်တော်၌အိပ်ပျော်တယ်ဆိုပြီးတမန်ကျမ်းစာမှာတိတိကျကျဖော်ပြထားတာတွေ့ရတယ်ဟုတ်ပြီ4ရက်လွန်တဲ့အခါမှာခင်ခရစ်တော်ကလာဇရုနဲ့တွေးဆုံးပြီးတော့မှလာဇရုကိုပြန်လဲပြီးတော့မှရှင်ပြန်ထမြောက်စေခဲ့တယ်ဆိုတာတွေ့ရတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာเนาะစဉ်းစားစရာလေးတစ်ချက်တွေ့ရတာပေါ့เนาะကျွန်တော်တို့လူတည်တဲ့အခါမှာကောင်းကင်ကိုချက်ချင်းရောက်သွားသလားဒါစဉ်းစားစရာပေါ့เนาะဆိုတော့ကဲဟုတ်ပြီလာဇရုရဲ့အသက်တာနဲ့ကျွန်တော်နှိုင်းယှဉ်ပြီးတော့ကြည့်ရအောင်လာဇရုဟာဆိုရင်သူတည်သွားပြီဘယ်နှစ်ရက်တောင်ရှိသွားပြီလဲဆိုတော့4ရက်တောင်ရှိသွားပြီကဲဟုတ်ပြီ4ရက်မှာကျွန်တော်တို့ဆွမ်းနာကစဉ်းစားကြည့်တဲ့တည်သွားရင်ကောင်းကင်မှာချက်ချင်းရောက်တယ်လို့ပြောတဲ့
နေရာမှာလာဇရုကတည်သွားပြီ၄ရက်ရှိပြီပရဏိတုဘောကောင်းငင်မှာသူပျော်ရွှင်နေမှာပေါ့နော်သူပျော်ရွှင်နေမယ်ကဲဟုတ်ပြီဒီချိန်မှာကောင်းကင်တမန်ကလာပြီးတော့မှသူ့ကိုသတင်းဆိုးတစ်ခုပြောမယ်လာဇရုရေဝမ်းနေပါတယ်သင်ဟာဆိုလောကကိုပြန်သွားရမယ်သခင်ယေရှုသင်ကိုခေါ်နေတယ်နော်သင်ချိုင်းမှာသင်ကိုပြန်ထားဖို့ခေါ်နေတယ်လို့ဒီမှာသင်နေလို့မရသေးဘူးလို့ပြောမယ်ဆိုရင်လာဇရုဘလို့တုတ်ပြန်မလဲနော်လာဇရုကတည်သွားရင်ကောင်းငင်ဘုံမှာရောက်သွားပြီ၄ရက်ကြာပြီလာဇရုကောင်းငင်ဘုံမှာရောက်ပြီးပျော်နေမှာပေါ့နော်အစွမ်းနာကျွန်တော်တို့စဉ်းစားမိလိုက်တဲ့ကြာလူတည်ရင်ကောင်းငင်ကိုရောက်သွားပြီဆိုတဲ့အရာကဒါမဖြစ်နိုင်လက်တွေ့ဘဝမှာပေါ့နော်မဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်အစွမ်းနာကျွန်တော်တို့စဉ်းစားတွေးခေါ်တဲ့အရာတစ်ခုကလည်းလာဇရုအနေနဲ့ကတော့ကောင်းငင်မှာပျော်ပါနေတဲ့အချိန်မှာလောကမှာပြန်လာဖို့သခင်ခရစ်တော်ကသူ့ကိုခေါ်တယ်ဆိုလာဇရုပဲလာခြင်းမလဲပေါ့နော်သူ့အတွက်ကတော့တည်င်းစိုးပဲဖြစ်မယ်ဝမ်းနည်းစရာကောင်းတဲ့အချက်ပဲဖြစ်မယ်ပေါ့နော်ဆိုတော့ပြောချင်တာကတည်ခြင်းအဆိုရင်တဲ့အိမ်မက်ကင်းတဲ့အိပ်ပျော်ခြင်းဖြစ်တယ်เนาะကျွန်တော်တက္ကသလေမှာအိပ်ကြတယ်ပေါ့နော်အိမ်မောကြပြီးအိပ်ပျော်တဲ့အခါမှာခါကျကျွန်တော်တို့မိုးလင်းတဲ့အထိဘာမှကျွန်တော်မသိဘူးမိုးလင်းတဲ့အခါကြာမှအောင်မိုးလင်းပြီဆိုတာသိတယ်ဆိုတော့အိပ်တဲ့အခါမှာလည်းအိမ်မက်မရှိပေါ့နော်အိမ်မက်မရှိဘဲနဲ့အိပ်ပျော်ခြင်းမျိုးနဲ့တည်ခြင်းကိုဖော်ပြထားတွေ့ရတယ်ကျွန်တော်တည်ပြီဆိုရင်ကျွန်တော်ခရစ်ယာန်တွေရဲ့ယုံကြည်တဲ့အနေနဲ့အိမ်မက်ကင်းတဲ့အိပ်ပျော်ခြင်းဖြစ်တယ်လို့ဖော်ပြထားတာတွေ့ရတယ်နော်တစ်ဆက်ထဲမှာပဲကျွန်တော်ပြန်ကြည့်တဲ့အခါမှာသခင်ခရစ်တော်ဒုတိယအကြိမ်ကြွလာတဲ့အခါမှာတော့တဲ့ကျွန်တော်တို့သစ္စာရှိတဲ့သူတွေကိုခေါ်နှိုးမယ်တဲ့နော်ကျွန်တော်အိပ်ပျော်တဲ့လူတွေကိုခေါ်နှိုးမယ်တဲ့နော်ဆိုတော့တစ်တဲ့ခန်းကြီး၄ခန်းငယ်16ဆက်ခွန်ကျွန်တော်အနေနဲ့တမန်ကျမ်းစာကိုဖတ်ပြချင်တယ်နော်ဒီကျမ်းချက်ကအမတန်မှအရေးကြီးတဲ့အတွက်ကျွန်တော်အနေနဲ့တမန်ကျမ်းစာကိုဖတ်ပြချင်တယ်ဟုတ်ပြီတသလောနီဩဝါဒစာပထမဆောင်ခန်းကြီး၄အခန်းငယ်16နဲ့ဆက်ခွန်မှာဘာအကြောင်းဖော်ပြလဲဆိုတော့သခင်ဖျားသည်ကြွေးကြော်ခြင်းကောင်းကင်တမန်မင်းအတန်ပေးခြင်းဘုရားသခင်၏တဘိုးတော်ကိုမှုတ်ရှင်းတဲ့တကွကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍ခရစ်တော်၌တေလွန်သောသူတို့သည်အဦးထမြောက်ကြလိမ့်မည်ထိုအခါအသက်ရှင်၍ကြံကျွင်းသောငါတို့သည်အာကာသကောင်းကင်၌သခင်ဖျားထံတော်သို့ရောက်စေခြင်းကထိုသူတို့နှင့်တကွမိုးတိမ်ပေါ်သို့ချီဆောင်ခြင်းကိုခံရသောအားဖြင့်သခင်ဖျားနှင့်အတူအစင်မပြတ်နေရကြလိမ့်မည်လို့တမန်ကျမ်းစာကနော်ပေါ်ပြထားတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့လူတည်လို့ရှိရင်ဘယ်သွားမလဲလို့နော်ပြောတဲ့အခါမှာကျွန်တော်လူတည်လို့ရှိရင်နော်ခရစ်တော်၌အိပ်ပျော်ခြင်းအိပ်ဆက်ခြင်းနဲ့ပဲကျွန်တော်ရှိနေမှာဖြစ်တယ်သခင်ခရစ်တော်ဒုတိယကြိမ်ပြန်လဲကြွလာတဲ့အခါမှာအစွမ်းနာဖတ်သွားတဲ့တမန်ကျမ်းစာမှာဆိုလို့ရှိရင်ကောင်းကင်တမန်မြတ်အတန်ပြီးမဲ့တပူဖျားမှုတ်တဲ့အခါမှာကောင်းကင်ဘုရားခရစ်တော်ဆင်းသက်တဲ့အခါမှာနော်ကျွန်တော်တို့ကဆိုသေလွန်တဲ့သူတွေကအူထားမြောက်ပဲနော်သေလွန်တဲ့လူတွေကအရင်ဦးဆုံးသေခြင်းကနေနော်ပြန်ရှင်မယ်ဆိုပြီးတော့နော်ဖော်ပြထားတာတွေ့ရတယ်အဲ့ဒီအချိန်မှာအစွမ်းနာကတမန်တော်ကြီးရှင်ပေါလုပြောတဲ့ခရစ်တော်နဲ့နေဖို့အတွက်စုတေးရတဲ့အချိန်ရောက်လာမယ်နော်စုတေးရတဲ့အချိန်ရောက်လာမယ်ဤဘဝမှာလည်းနော်စုတေးရတဲ့အချိန်ဟာရောက်လေပြီလို့ကျွန်တော်တို့ဟာဆိုရှင်ခရစ်တော်အပြည့်ညင်ဆဲခြင်းနဲ့စုတေးခြင်းဟာဆိုရှင်သေခြင်းမှာပြန်ရှင်ခြင်းဖြစ်တယ်နောက်ဆိုခရစ်ယာန်တွေကအဲ့အကြောင်းလို့ခရစ်ယာန်တွေကဆိုရှင်တေလို့ရှိရင်သူတို့မကြောက်ကြဘူးလေနော်ဘာဖြစ်လို့မကြောက်လဲဆိုတော့ကျွန်တော်တို့တေလို့ရှိရင်တေခြင်းဟာဒီမှာပဲအဆုံးသတ်သွားတာမဟုတ်ဘူးမျောလင့်ချက်ကင်းမဲ့သွားတာမဟုတ်ကျွန်တော်တို့တေခြင်းဟာဆိုရင်ခရစ်တော်၌အိပ်ဆက်ခြင်းခရစ်တော်၌တေခြင်းဟာဆိုရှင်နော်ကျွန်တော်တို့အတွက်စုတေးရတဲ့အချိန်နော်ရောက်လာပြီလို့ပြောတဲ့အခါမှာခရစ်တော်အတွက်ကျွန်တော်အသက်တေခြင်းဟာဆိုရင်တာ၍အကျိုးရှိတယ်နော်ရှင်ပေါလုကဖော်ပြထားတယ်ဆိုတော့ဒီစုတေးရတဲ့နေရာမှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာမျက်စိမှိတ်ခဲ့ပြီးတဲ့နောက်မှာပထမဦးဆုံးတွေးရမယ့်အရာကမျက်စိဒီတမိတ်မှာနော်ယေရှုကိုမြင်တွေ့ပြီးတော့မှဖခင်ရဲ့လူတွေနဲ့ယေရှုဟာနော်ရှစ်တော်သူတို့အတွက်ပြင်ဆင်ထားတဲ့နေရာကိုခေါ်ဆောင်သွားမယ်ဆိုတဲ့အရာကိုသိရှိခြင်းဖြစ်တယ်နော်တမန်ကျမ်းစာကျွန်တော်ကြည့်တဲ့အခါမှာရှင်ယောဟန်ခရစ်ယာန်ခန်းကြီး14ခန်းငယ်3တစ်ကောခန်းကြီးနဲ့အငယ်9ထဲမှာဖော်ပြထားတာနော်တွေ့ရတယ်ဆိုတော့ခရစ်တော်အတွက်အသက်ဆုံးဖို့ဆန္ဒရှိတဲ့ရှင်ပေါလုအနေနဲ့ကိုခန္ဓာ၌နေရလင်တဲ့ဖိလိပ္ပိခန်းကြီး1ခန်းငယ်24မှာနော်ဖော်ပြထားတာနော်အကယ်၍သာရှင်ပေါလုကမတည်ဘဲနဲ့ဆက်လက်အသက်ရှင်ခွင့်ရမယ်ဆိုရင်တော့ဖိလိပ္ပိအသင်းသူအသင်းသားတွေပုံမူကောင်းမယ်လို့သူသိတယ်နော်သူတို့ညာနဲ့စိတ်ဝင်စားစရာအချက်ကခရစ်ယာန်တဦးအနေနဲ့တဲ့ခရစ်တော်အတွက်အသက်ရှင်ဖို့ဒါမှမဟုတ်ခရစ်တော်အတွက်အသေးခံဖို့ဆိုတဲ့နှစ်ခုကြားမှာဘယ်ဟာကပိုကောင်းလဲဆိုတဲ့အရာကိုနော်ဆုံးဖြတ်ဖို့ပေါ့နော်လိုအပ်တယ်ဆိုတာတွေ့ရတယ်ဆိုတော့ဒီမှာကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာရှင်ပေါလုကတော့ထိုအကျိုးနှစ်ပါးရဲ့အကြား၌ငါသည်
ယခုကျင်းမြောင်းစွာနေရ၏နော် ရွေးရခက်တယ် ရွေးရခက်တယ်ပေါ့အသက်ရှင်မှုရွေးမလားတင်းချိုင်းမှာအနာယူဖို့ဆိုတဲ့အရာကိုရွေးချယ်ဖို့ပေါ့နော်ဆိုတော့ဒီမှာမေကွန်းလေးမေးထားတဲ့အရာကတော့မြည်သူမြတေရဆန္ဒမရှိကြသည်နိတူတဲ့တင်ဤတေမိအချိန်ကိုတင်မှန်းစားမိတဲ့အခါမှာအရင်ဦးဆုံးတင်တွေးရမယ့်အရာကယေရှုကြွလာခြင်းဟုတ်ပါမလားเนาะကျွန်တော်တို့လူလောကမှာအသက်ရှင်တဲ့အခါမှာเนาะဆရာကျွန်တော်တို့ဒီကဘာဦးမှာကြီးတဲ့အခါမှာလူတွေကတက်တန်းအသက်ကခြိကြတယ်เนาะကျွန်တော်အခုနောက်ပိုင်းမှာဆိုရင်ကျွန်တော်ယောဂဗျာတွေကလည်းအများကြီးပေါ်များလာတယ်လို့ကျွန်တော်တို့အသက်ကလည်းတဖြည်းဖြည်းတူတောင်းလာတယ်ဒီအသက်တာတူတောင်းလာတဲ့အချိန်မှာเนาะဖျားခင်ပေးထားတဲ့ကျွန်တော်ဒီအသက်တာဒီတက်တန်းလေးမှာဆိုရင်တဲ့เนาะဖျားရဲ့နိုင်ငံတော်အတွက်အကျိုးရှိအောင်ကျွန်တော်တို့ဘာတွေလုပ်နေလဲเนาะဒီနေ့ကျွန်တော်တို့လူတိုင်းအားတည်ခြင်းတရားကိုရင်ဆိုင်ရမှာဖြစ်တယ်တည်ခြင်းတရားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တည်ခြင်းတရားကိုရင်ဆိုင်ရတဲ့အခါမှာဒီတည်ခြင်းတရားကိုမရင်ဆိုင်ရခင်မှာကျွန်တော်တို့ရှင်ပေါလုကဲ့သို့အသက်ရှင်တဲ့အချိန်မှာเนาะကျွန်တော်တို့ကဆိုချင်ဒီပဏာမကျမ်းမှာဖော်ပြတဲ့အတိုင်းငါအသက်ရှင်သည့်အခါမှာခရစ်တော်ဖြစ်၏တည်လင်မူကားတာ၍အကျိုးရှိ၏အသက်ရှင်ခြင်းဟာလည်းခရစ်တော်အတွက်ဖြစ်ရမယ်ကျွန်တော်တည်တဲ့အခါမှာလည်းအကျိုးတာ၍အကျိုးရှိတဲ့တည်ခြင်းဖြစ်ဖို့လိုတယ်เนาะဆိုတော့ကျွန်တော်တို့ရဲ့အသက်တာမှာဒီရှင်ပေါလုရဲ့ဒီသင်ခန်းစာကနေကျွန်တော်ဘာရရှိလဲဆိုတော့ကျွန်တော်တို့လူတိုင်းဟာတည်ရမှာဖြစ်တယ်ကျွန်တော်မတည်ခင်မှာခင်ခရစ်တော်အတွက်ကျွန်တော်ဘာတွေလှုပ်ဆောင်ခဲ့လဲဘုရားမှုတော်မှာကျွန်တော်ဘာတွေကိုယူဆိုပြီးဘာတွေနိနာခံပြီးဘာတွေလုပ်ခဲ့တယ်လဲရှင်ပေါလုကဲ့သို့ငါအသက်ရှင်တဲ့အရာမှာခရစ်တော်ဖြစ်တယ်တည်လင်မူကားတာ၍အကျိုးရှိသည်လို့ကျွန်တော်တို့အသက်တာမှာလူတိုင်းရဲရဲဝံ့ဝံ့နဲ့ယုံကြည်စွာနဲ့ပြောနိုင်တဲ့သူတွေဖြစ်ဖို့เนาะသင်ခန်းစာရရှိပါတယ်ဆရာ။ Okay ကျေးဇူးတင်တယ်ဆိုတော့အဲ့ဒီရှင်ပေါလုပြောတဲ့စကားပဲပေါ့နော်။ဒီစုတည်ပြီးတော့မှခရစ်တော်နဲ့တူရှိတယ်ဆိုတဲ့အကြောင်းအရာတော့ဒါချက်ချင်းသဘောမျိုးမဆိုလိုပဲနဲ့ကျွန်တော်တို့ယုံကြည်ခြင်းစိတ်ချတဲ့လူတယောက်အတွက်ကဒါတေးပြီးဆိုတာနဲ့သူ့အတွက်နောက်တစ်ဆင့်ကတော့ခရစ်တော်နဲ့တူရှိခြင်းပဲ။ဒါကိုဆိုလိုခြင်းဖြစ်တယ်။ကျွန်တော်ဒီတေးတဲ့အခါမှာဆိုတော့ဒီဆရာပြောခဲ့သလိုအိမ်မက်ကင်းနဲ့အိတ်ဆက်ခြင်းဆိုတော့တညတာမျက်စိတမိတ်လိုပဲခံစားရတယ်လို့ပေါ့နော်ဒီအခုတည်တဲ့အချိန်နဲ့ခရစ်တော်ကြွလာတဲ့နောက်ဆုံးသောကာလကျွန်တော်ရှင်ပြန်ထားမြောက်မဲ့အချိန်တိဟာကမျက်စိတမိတ်လိုပဲဖြစ်သွားမယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်သဘောပေါက်စေတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့တည်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရင်ဆိုင်ရတော့မယ်ဆိုလို့ရှိရင်အခုရှင်ပြောလို့ပြောသလိုပဲကျွန်တော်တခါလေဝေခွင့်မရတဲ့အရာကျွန်တော်ကကြောက်လို့မဖြစ်သင့်ဘူးရှင်ပေါလုကိုယ်တိုင်ဆုံးဖြတ်ရခက်တယ်ဆိုတဲ့အကြောင်းအရာတစ်ခုကသူတည်ပြီးတော့သူ့အတွက်အနားယူတော့မလားခရစ်တော်နဲ့တူနေရမယ့်အခွင့်အရေးကိုပဲယူသွားတော့ဒါမှမဟုတ်အသက်ရှင်ပြီးတော့သာသနာအတွက်ပဲယုံကြည်သူတွေအတွက်ပဲဆက်လုပ်ရအောင်မလားဆိုတဲ့အကြောင်းအရာပေါ်မှာသူဝေခွဲမရဖြစ်နေတဲ့အကြောင်းအရာပေါ့နော်ဒါကောင်းတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာလည်းကျွန်တော်ထပ်ပြီးတော့ဖြစ်ဆွတ်လို့တယ်ဟုတ်ပြီနောက်ထပ်ခေါင်းစဉ်တစ်ခုကတော့တလုံးတစ်ဝတည်းဖြစ်ခြင်းဆိုတဲ့အကြောင်းအရာပေါ့နော်တလုံးတစ်ဝရက်တည်ခြင်းဒီအကြောင်းအရာမှာဆိုရင်ကျွန်တော်တို့နာမည်ကြီးတဲ့လူကျွန်တော်ပြောမှာပေါ့ဒါကျွန်တော်လူသိများတဲ့သခင်ယေရှုရဲ့ဆုတောင်းခြင်းဆိုတဲ့အကြောင်းအရာဒီခါလေးကျရင်ခရစ်တော်ဆုတောင်းချက်လို့ပြောလို့ရှိရင်လူတော်တော်များများကမတဲ့အခန်းကြီး6ငယ်9ကနေ73ထိကိုရွတ်ကြတယ်နော်သခင်ဘုရားအတွက်ပတ္ထနာပေါ့တကယ်တော့ဒါကသခင်ယေရှုဆုတောင်းနေတင်ပေးတာပဲရှိတယ်သူကိုယ်တိုင်တကယ်ဆုတောင်းခဲ့တဲ့သခင်ယေရှုရဲ့ဆုတောင်းချက်ကယောဟန်ခန်းကြီး7မှာတွေ့ရတယ်အရှိဆုံးပဲအဲကြမ်းကြမ်းမှတ်တမ်းတင်ထားသမျှပေါ့နော်သခင်ယေရှုကအာရပါရသူ့လူတွေအတွက်ပေါ့သူ့ရဲ့တပည့်တော်တွေအတွက်နောင်လာနောက်သားတွေအတွက်ဆုတောင်းချက်တွေအားလုံးပါဝင်တာတွေ့ရတယ်အဲ့ဒီထဲမှာကျွန်တော်ပြောစမှတ်ရှိရဲ့တက်ခါတွေ့ရတဲ့အကြောင်းအရာတော့သူတို့လေးတွေတစည်းတစ်လုံးတစ်ဝါတွေဖြစ်ဖို့နော်ကိုတော့ခမဲတော်နဲ့ကျွန်တော်တစ်လုံးတစ်ဝါတွေဖြစ်သူတို့တွေတစ်လုံးတစ်ဝါတွေဖြစ်ဖို့အကြောင်းအရာတွေပါဝင်တယ်ဆိုတော့ပေးထားတဲ့ကျင့်ချက်တွေမှာအိုးဖာကိုတော့ဒီဤကဘာမြေမတင်ရှိမိအကျွန်ုပ်ကိုချစ်အကျွန်ုပ်အားပေးတော်မူသောဘုန်းတော်ကိုအကျွန်ုပ်အားပေးတော်မူသောသူတို့သည်ရှုမြင်ရမည်အကြောင်းနဲ့အကျွန်ုပ်ရှိရရဲ့၌အကျွန်ုပ်နှင့်ရှိတဲ့ချင်းကကျွန်ုပ်အလိုရှိတယ်ဆိုတော့သခင်ယေရှုကသူ့ရဲ့တပည့်တွေကျွန်တော်တို့တွေအားလုံးအတွက်ပါသူအယံကိုမှဒီထက်အတွက်စဉ်းစားပေးတာကျွန်တော်တွေ့ရတယ်နော်ကိုရောနဲ့ကျွန်ုပ်ဒီတလုံးတစ်ဝါတွေဖြစ်တဲ့ကဲသူတို့လည်းတလုံးတစ်ဝါတွေဖြစ်ဖို့ဒါခဏပါတာတွေ့ရတယ်ဆိုတော့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဒါခမဲတော်ဖခင်ကသခင်ရှုဒီလောကကိုဆေလွတ်တယ်ပေါ့နော်ခရစ်တော်ဖခင်ကကောင်းကင်စည်းစိမ်ကိုစွန့်ပြီးတော့ဒီလောကမှာလူသားဖြစ်မွေးဖွားလာတဲ့အရာသူ့ကိုယုံကြည်တဲ့သူတွေအားလုံးကောင်းကင်ကိုပြန်ရောက်ဖို့ရန်အတွက်လည်းဒီမှာတွေ့ရတယ်ဆိုတော့အဲ့ဒီအကြောင်းအရာကိုရှင်ကဆက်ခွန်ပါဆိုခဏတော့စင်တူယုံမှနဲ့အများကြီးသုံးထားတာတွေ့ရတယ်ထို့အတူပဲတဲ့ရှင်ပေါလုဆုတောင်းချက်ထဲမှာလည်းသူ့ရဲ့အသင်းသူသင်သားတွေအတွက်အားကျိုးမှန်တဲ့ဆုတောင်းတဲ့အချက်တွေကအခုကျွန်တော်ဒီမှာ
ဒီဖိလိပ္ပိအခန်းကြီးတင့်ရင်20ခုမှာကျွန်တော်တွေ့ရပြန်တယ်အဲ့ဒါလေးကျွန်တော်ဖတ်ပြခြင်းတယ်ပေါ့နော် तू ကဘယ်လိုဆူတောင်းလဲဆိုတော့တင်းတို့ဒီရန်သူများကြောင့်အလင်းမကြောက်ရမတုံလို့ပဲတပါးဒီသောစိတ်ဝင်ညာတည်ရဲ့အုံလီတရားနေရင်ဆိုင်သောယုံကြည်ခြင်းအဖို့အလုံးငါတညီတညွတ်တဲ့ကြိုးစားအားထုတ်ကြသည့်အကြောင်းကိုငါရောက်လင်တင်းတို့နဲ့မျက်မှောက်တွေ့သည်ဖြစ်စေလေကွာလျက်နေသည်ဖြစ်စေငါကြားပါမည်အကြောင်းခရစ်တော်၏အုံလီတရားနှင့်အထိုက်အလျောက်ဝတ်ကြီးဝတ်ငယ်ကိုပြု၍တာနေကြလောသူတို့ဆုတောင်းပေးတဲ့အကြောင်းအရာဒီထက်မှာကျွန်တော်ကြည့်တဲ့အခါမှာစကလုံးတစ်ခုရှိတယ်သူဆူတောင်းတဲ့အချက်ထဲမှာဆိုလို့ရှိရင်ဝတ်ကြီးဝတ်ငယ်ပြုရတာနေကြပါအတိတ်ဘယ်ကဝတ်ကြီးဝတ်ငယ်ကိုအင်္ဂလိပ်လို conduct ဆိုပြီးတော့သူကထည့်ပြီးတော့သုံးထားတယ်အတိတ်ဘယ်ကကိုလှုပ်ဆောင်တဲ့အကြောင်းအရာကိုဒီဇိုင်းမမတ်လှုပ်ပြီးတော့ဒါနေကြပါဆိုပြီးတော့သူပြောထားတယ်တလုံးတစ်ဝလေးရှိဖို့နံပါတ်1အဲ့ထဲမှာဆိုလို့ရှိရင်သူပြောတဲ့စကလုံးထဲမှာသူအထူးတလေသူဆူတောင်းပေးတာเนาะဘာမှမကြောက်ပါနဲ့ဆိုတဲ့အကြောင်းအရာလေးတွေပါတယ်ဝတ်ကြီးဝတ်ငယ်ပြုပါဒီဝတ်ကြီးဝတ်ငယ်ဆိုတဲ့စကားလုံးကလည်းစိတ်ဝင်စားဖို့ကောင်းပြန်ရော။ तू က Greek လို့ဆိုလို့ရှိရင် तू ကဒီ polytheomai လို့ဆိုပြီးတော့သုံးထားတယ် polytheomai ဆို politio ပေါ့နော်။ तू က political ဆိုတဲ့စကားလုံးကဒီ Greek ကနေလာဖြစ်တယ်။အတိတ်ပြန်နိုင်ငံသားကောင်းပြည်သားဆိုတာနော် politiomai ဆိုတော့နိုင်ငံသားကောင်းပြည်သားဆိုတာအတိတ်ပြန်ကိုလှုပ်ဆောင်မဲ့အရာကိုတောင်းဝချေပွန်အောင်လှုပ်ဆောင်ပြီးတော့မှဒီအရာကိုစောင့်မျှော်ပေးပါနိုင်ငံသားကောင်းပြည်သားဆိုတာလို့ပြောတဲ့အခါမှာလောကနိုင်ငံမှာကောက်လောကုတ္တရာနိုင်ငံဖြစ်တဲ့ကောင်းတဲ့နိုင်ငံသားအဖြစ်ပါတည်ရှိဖို့လို့ပြောတဲ့အခါမှာသူတို့ဘယ်လိုနေထိုင်ရမလဲအားလုံး automatic နားလေသဘောပေါက်သွားပြီသခင်ရှုတောင်းပေါ်ဒေသနာမှာပြောခဲ့တဲ့စကားလေးကျွန်တော်အားလုံးမှတ်မိပါမင်္ဂလာ၈ပါးဆိုတာနော်မဿဲအခန်းကြီး9ထဲမှာကျွန်တော်စပြီးတော့တွေ့ရအဲ့ထက်မှာစိတ်နှလုံးနှိမ့်ချတာနူးညံ့သိမ်မွေ့တာနောက်ဖြောင်းမှတ်တဲ့ချင်းတရားကိုစာငတ်တာတို့နောက်တနာစုံမှတ်တာတို့စိတ်လုံးဖြူစင်တာခိုင်ရန်ဖြူချင်းချင်းတွေစသဖြင့်အများကြီးရှိရန်သူတွေကိုချစ်တာအစဟုတ်ကဲ့ဆိုတော့ဒီအရာတွေကိုကျွန်တော်ခြုံလိုက်တဲ့ခါမှာတဲ့အချက်3ချက်နေပဲကျွန်တော်ခြုံလို့ရတယ်ဒါကတော့မိခါကနေပြီးတော့သူ့ရဲ့ဒီမိခါအနာဂတ်ကျမ်းမှာပေါ်ပြထားပြီးသားမနော်မိခါခန်းကြီး6ငယ်8ထဲမှာသူဘုရားသခင်ကကျွန်တော်တို့ကို3ခုပဲတောင်းပါတယ်တဲ့အဲ့ဒါကတော့တရားသဖြင့်ပြုခြင်းတဲ့ဂယုဏအောင်နှစ်သက်ခြင်းနဲ့ဘုရားရှင်မှာနှိမ့်ချတဲ့အသက်တာကိုပဲသူတောင်းတယ်ဆိုပြီးတော့ဒီမှာဖော်ပြထားတယ်ဆိုတော့ကျွန်တော်တို့ကလည်းပဲဒီထဲမှာခရိယန်နေဖြစ်လာတဲ့အခါမှာတလုံးတစ်ဝဖြစ်ရေးဟာအင်မတန်မှကောင်းမွန်တယ်တလုံးတစ်ဝလေးဖြစ်ဖို့ရန်အတွက်ကဒီမင်္ဂလာတရားတွေအရင်အရေးကြီးတယ်ဆိုပြီးတော့ဒီမှာဖော်ပြထားတယ်အသင်းတော်တစ်ခုမှာတလုံးတစ်ဝလေးမဖြစ်တော့ဘူးဆိုအရင်ခက်ခဲပင်ပန်းတာပဲကြာဒါကတော့တင်းအောင်ဆရာတိုင်းသိတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဟာတွေတော့ရှေ့ဝဲအများကြီးရှင်းပြကြရတော့လူတော့မယ်တော့မထင်ဘူးဖျားသခင်ကိုချစ်တာထက်လောကအရာအကျိုးမြတ်တွေကိုမချစ်မိဖို့ကျွန်တော်တို့တတိထားပါပဲဒါ Ellen Joy ကလည်းကျွန်တော်တို့အကြံပေးထားတယ်ပေါ့နော် Ellen Joy ကပြောတဲ့စကားထဲမှာမာနနဲ့လောဘတက်မှတ်ခြင်းကိုရင်ဝယ်ပိုက်မိတဲ့အခါမှာတဲ့ခရစ်တော်ရဲ့ဝိသေသဟာထွက်သွားတယ်ခရစ်တော်ရဲ့ဂုဏ်ပုတ်ကကျွန်တော်စီမှာမရှိတော့ဘူးเนาะအဲ့ဒီအခါမှာဆိုရင်ပြိုင်ဆိုင်မှုတွေသဘောထားကွဲလွဲမှုတွေဒါတွေကဝင်လာပြီးတော့အသင်းတော်ဟာဆိုလို့ရှိရင်ပြိုပြက်မဲ့အခြေအနေထိရောက်ရှိလာတတ်တယ်ဆိုပြီးတော့ဒီမှာဖော်ပြထားတယ်ဒါကျွန်တော်တို့သိထားမဲ့အရာတစ်ခုကဒါဒီဝတ်ကြီးမှုဝတ်ငယ်ပြုတ်ပြီးတော့နေထိုင်ဆိုတဲ့အခါမှာတော်တော်ခြုံနေဗျဆိုကိုလှုပ်တဲ့အရာကြည်ကြည်ဝန်းထမ်းဆောင်ဖို့ဆိုတာဒီအရာတွေအားလုံးပါဝင်တယ်ဆိုတဲ့အချက်လေးတစ်ခုပေါ့နော်ဒီတလုံးတစ်ဝဆိုတဲ့စကလုံးအတူတူပေါင်းစုစည်းစည်းနေထိုင်ဖို့ဆိုတဲ့အကြောင်းအရာတွေမှာဒါလေးတွေကျွန်တော်တို့စဉ်းစားစရာဖြစ်ပါတယ်တဲ့ကျွန်တော်တို့အသင်းတော်မကွဲဖို့ရန်အတွက်ဒါအင်မတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်းအရာပေါ့နော်ဟုတ်ပြီဆိုတော့ဒီနောက်ဆုံးအကြောင်းအရာတစ်ခုကတော့ညီညွတ်ပြီးတော့အကြောက်တရားကင်းခြင်းတဲ့ဟုတ်ပြီကျွန်တော်တို့ညီညွတ်ရမယ်အခုကျွန်တော်ပြောတဲ့ဟာရအဆက်လို့လဲကျွန်တော်ပြောလို့ရတာပေါ့နော်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတွက်အဓိကတော့ချက်ဖြစ်တဲ့အကြောင်းအရာတွေကိုကျွန်တော်ခြုံပြီးတော့ပေါ့နော်ဆရာရဲ့လေးလာသုံးသက်ချက်လေးကျွန်တော်တို့နားထောင်ကြည့်အောင်ဆရာဟုတ်ကဲ့ဆရာကျေးဇူးတင်တယ်ဆရာကျွန်တော်ဒီခေါင်းစဉ်မှာเนาะဆရာပြောသွားတဲ့အတိုင်းပဲဒီတလုံးတစ်ဝတည်းရှိဖို့ပေါ့နော်ညီညွတ်ရှင်းရှိဖို့ကလည်းအင်မတန်မှအရေးကြီးတဲ့အချက်ပေါ့နော်ကျွန်တော်တို့ခရိယန်အနေနဲ့ဆိုတော့ကျွန်တော်အသင်းတော်မှာညီညွတ်ရှင်းရှိမယ်ဆိုရင်ကျွန်တော်မိသားစုမှာညီညွတ်ရှင်းရှိမယ်ဆိုရင်ကျွန်တော်အဖွဲ့အစည်းမှာညီညွတ်ရှင်းရှိမယ်ဆိုရင်เนาะဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့အချက်ကိုကျွန်တော်တို့เนาะဒီမှာလေ့လာရအောင်ဆိုတော့ဒီနေရာမှာကျွန်တော်တို့အဓိကပေါ့နော်ဖိလိပ္ပိခန်းကြီး1ခန်းငယ်20:30မှာเนาะဖော်ပြထားတဲ့အရာဆိုတော့အတူရှုပ်ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်အင်္ဂလိပ်တရားနဲ့ဆိုင်တဲ့ယုံကြည်ခြင်းအဖို့အလို့ငါတညီတညွတ်တီစူးစမ်းအားထုတ်เนาะတညီတညွတ်တီစူးစမ်းအားထုတ်စီလုံးလုံးနဲ့เนาะ
ဥမကွဲတိုင်းမပြက်နော်ဘုရားရဲ့အမှုတော်မြတ်မှာအားလုံးဟာနော်အသင်းသူတင်သားတွေအားလုံးဟာစိတ်တလုံးတဝတညီတညူထေကြိုးစားအားထုတ်မယ်ဆိုလို့ချင်းနော်အားထုတ်တဲ့နေရာမှာလည်းကျွန်တော်တို့ယုံကြည်ခြင်းလိုအပ်တယ်နော်ယုံကြည်ခြင်းလိုအပ်တယ်လို့နော်ယုံကြည်ခြင်းနဲ့တလုံးတဝနဲ့အားထုတ်မယ်ဆိုရင်ဒီအမတန်မှကျွန်တော်တို့ကြောက်စရာကောင်းတဲ့နော် view ဟာနဲ့ပြေးွားတဲ့စာတန်ကိုကြောက်စရာမလိုဘူးနော်ဆိုတော့ဒီကျွန်တော်တက်တာမှာပြန်ကြည့်တဲ့အခါမှာစာရမာနရဲ့နီး view ဟာဆိုရှင်တဲ့တဘောကွဲစီ၍အနာယူခြင်းဖြစ်တယ်နော်စာရမာနအဓိကလုပ်တဲ့အချက်ကခရိယန်ညီကိုမောင်နှမအချင်းချင်းမှာတဘောထားကွဲလွဲအောင်မှန်တယ်စီလုံးမှုပြက်ပြားအောင်ညီညွတ်မှုပြက်ပြားအောင်လုပ်တဲ့အရာကစာတန်ရဲ့အောင်နိုင်တဲ့အရာဖြစ်တယ်တဲ့ဆိုတော့ပြန်ကြည့်လိုက်တဲ့အခါမှာလဲဒီမင်းညီညွတ်ခြင်းကလည်းဆက်ဆုပ်ဖွယ်ကောင်းတယ်လို့တစ်ဖက်မှာနော်ပေါ်ပြထားတာလဲတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ရဲ့ညီညွတ်ခြင်းကျွန်တော်တို့တလုံးတဝအရီရှိခြင်းอ่ะဆိုလို့ရှိရင်ဘုရားသခင်ဧဂရိသတင်းစကားလူမျိုးနဲ့ခတ်သိမ်းတို့ကိုကြွေးကြော်ဖို့အတွက်အထောက်အကူပြုတယ်เนาะဆိုတော့မှန်တယ်ကျွန်တော်တို့ခရိယန်တွေအချင်းချင်းကရှစ်ခင်မှုရှိမယ်စီလုံးမှုရှိမယ်ညီညွတ်မှုရှိမယ်ဆိုကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကခရစ်တော်ကိုတွေ့မြင်လာမှာဖြစ်တယ်เนาะဆိုတော့ဘုရားရဲ့ဧဝံဂေလိသတင်းစကားဝင်ငှားတဲ့အခါမှာလည်းကျွန်တော်တို့ရဲ့အသက်တာအားဖြင့်ပုံသက်တည်အားဖြင့်ကျွန်တော်ပါးစပ်နဲ့ပြောစရာမလိုကျွန်တော်တို့ရဲ့နေထိုင်တဲ့ဘဝပုံစံပေါ့နော်ကျွန်တော်ခရိယန်တွေကနော်ရှိခေခေနဲ့တူနဲ့တူကူညီဖေးမတယ်ထောက်ပံ့ပေးတယ်ကူညီဝိုင်းဝန်းပေးတယ်ဆိုတဲ့အရာကိုမြင်တွေ့လာတဲ့အခါမှာနော်သူတို့အတွက်အင်္ဂလိပ်သတင်းစကားဝင်ငှားခြင်းဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်တို့နော်တွေ့ရတယ်ဆိုတော့ဒီမှာကျွန်တော်အကြောင်းအရာ၃ခုပေါ့နော်သူကတော့ဖော်ပြထားတာတွေ့ရတယ်ပထမတစ်ခုကတော့ကြောက်ရွံ့ယုံကြည်တလုံးတဝနော်ဆိုတော့ဒီအချက်၃ချက်မှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာကြောက်ရွံ့တယ်လို့ပြောတဲ့အခါမှာဒီရန်သူနော်ရန်သူရှိတယ်ဒီရန်သူကိုကျွန်တော်တို့ကြောက်ရွံ့ရမယ့်အရာတစ်ခုမှာကျွန်တော်တို့ကခင်ခရစ်တော်ပေါ်မှာယုံကြည်ခြင်းဆိုတဲ့တောချက်မရှိဘူးဆိုရင်ရန်သူကိုကျွန်တော်တို့တင်ကြောက်နေပါလိမ့်မယ်နော်ကျွန်တော်တို့ရဲ့အသင်းတော်မှာကျွန်တော်တို့မိသားစုမှာကျွန်တော်ပတ်ဝန်းကျင်မှာညီကိုမောင်နှမတွေကတလုံးတဝဒီမရှိဘူးဆိုလို့ရှိရင်သိချပါတယ်ဒီတောချက်တဲ့မှာမရှိဘူးဆိုတော့တင်ဟာရန်သူကိုကြောက်ရွံ့နေမှာဖြစ်တယ်တဲ့ဆိုတော့အစောကကျွန်တော်ပြောတဲ့အားလုံးဟာဆိုရင်ခရိယာနဲ့တလုံးတဝတီရှိမယ်ယုံကြည်ခြင်းရှိမယ်ဆိုလို့ရှိရင်တော့သိချတယ်ဒီရန်သူကိုကြောက်စရာမလိုဘူးတဲ့နော်ဆိုတော့ကျွန်တော်ရဲ့အသက်တာမှာအမတန်မှကြိုက်နှစ်တဲ့ပုံကိုတူရှိတယ်နော်သူကတော့ယောဘဖြစ်တယ်နော်ယောဘရဲ့အသက်တာမှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာဖြောင့်မတ်တဲ့သူဖြစ်တယ်ယောဘကထာဝရဘုရားကိုယ်တိုင်ကလည်းဗာပြောလဲဆိုတော့ယောဘကိုစုံလင်ဖြောင့်မတ်ခြင်းရှိ၍ထာဝရဘုရားအားကြောက်ရွံ့သောသူတဲ့မကောင်းသောအကျင့်ကိုရှောင်သောသူဖြစ်တယ်တဲ့ယောဘဝတ္ထုခန်းကြီး1ခန်းငယ်1မှာဘုရားသခင်ကိုယ်တော်တိုင်ကယောဘဟာဆိုရင်စုံလင်ဖြောင့်မတ်တယ်ထာဝရဘုရားကိုကြောက်ရွံ့တဲ့သူဖြစ်တယ်မကောင်းတဲ့အရာကိုမလုပ်တဲ့သူဖြစ်တယ်ဆိုပြီးတော့သခင်နော်ထာဝရဘုရားကိုယ်တော်တိုင်ကပြောထားတဲ့အရာဖြစ်တယ်ဆိုတော့အဲ့ဒီညတွင်ချင်းမှာပဲတဲ့နော်ဒီမှာစဉ်းစားကြတစ်ခုကသူ့ရဲ့ဥစ္စာပစ္စည်းဆုံးရှုံးခဲ့တယ်အတူချုပ်ပြောမယ်ဆိုရင်သူ့ရဲ့မိသားစုရာဆိုရင်ကပ်ဘေးဆိုင်ခဲ့တယ်နော်သူ့ရဲ့သားသမီးတွေလည်းအသက်အန္တရာယ်နဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်ဆိုတော့ဒီအရာတွေကြုံတွေ့ရတဲ့အခါမှာနော်သူ့ကိုလာအားပေးတဲ့တငယ်ချင်းမိတ်ဆွေတွေလည်းရှိတယ်နော်သူမိမကိုယ်တိုင်တောင်းမှနောက်ဆုံးနော်သူကိုးကွယ်တဲ့ထာဝရဘုရားကိုစွန့်ဖို့နော်အဲ့လောက်ထိတောင်းမှနော်ဒီမိသားစုမှာဖြစ်ပျက်ခဲ့တဲ့အရာကိုတွေ့ရတယ်သို့တော်ညာလဲနော်ယောဘဆိုရှင်သူရဲ့အသက်တာမှာတို့သင်ခန်းစာယူကြကြီးယောဘဝတ္ထုမှာဖိုက်အများကြီးတွေ့ရတယ်သူဟာဆိုရင်ဒီလောကမှာကြွလာခြင်းဟာဆိုရင်သူကဘာမှအဝတ်ဗလာနဲ့သူရောက်လာတယ်အဝတ်ဗလာနဲ့တွားရတယ်ဆိုလို့ချင်းသူဘာမှမဖြစ်အကယ်ဘုရားခင်ကသူ့ကိုဘာမှမကယ်တင်ဘူးဆိုလို့ရှိရင်လည်းသူဒီဘုရားအတွက်ပဲဖြစ်တယ်เนาะဘုရားအတွက်ပဲသူရဲ့အသက်တာမှာယုံကြည်ခြင်းမှာခိုင်မြဲစွာနဲ့เนาะဆက်ကခိုင်မြဲစွာနဲ့အသက်ရှင်သွားမယ်ဆိုတဲ့အချက်ကိုဒီယောဘမှာတွေ့ရတယ်ဆိုတော့ယောဘရဲ့အသက်တာမှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာသူကလည်းဒုက္ခဆင်းရဲခြင်းတွေเนาะရင်ဆိုင်ခဲ့ရတယ်ဖြစ်တယ်เนาะဒီဒုက္ခဆင်းရဲခြင်းတွေရင်ဆိုင်ရခြင်းဟာဆိုရင်ခရစ်တော်အတွက်ဆင်းရဲခံရခြင်းဟာဆိုရင်တာ၍ကောင်းတယ်လို့နော်ဖော်ပြထားတာလည်းတွေ့ရနော်ဆိုတော့ရှင်ပေါလုပြောသလိုအသက်ရှင်သည့်အခါမှာခရစ်တော်ပဲဖြစ်တေလင်မူကတာ၍အကျိုးရှိတယ်ပြောချင်တာကဒီဒုက္ခဆင်းရဲခြင်းနဲ့ရင်ဆိုင်ရခြင်းဟာခရစ်တော်အတွက်ဖြစ်တယ်နော်ဒီအရာကိုကျွန်တော်တို့အမြဲတမ်းစိတ်နှလုံးသားထဲမှာသူမိထားဖို့ဖြစ်တယ်ဆိုတော့ဒီနောက်ပိတ်ဆုံးမေခွန်းလေးမှာတော့ဘာဖော်ပြထားလဲဆိုတော့မိမိတို့ခရိယန်တို့ဒီဒုက္ခဆင်းရဲကာလမှာမြည်သည့်မျှော်လင့်ခြင်းနဲ့နှစ်သိမ့်ရှင်ရနိုင်မည်နီနော်ယောဘရဲ့အသက်တာမှာတော့ဒုက္ခဆင်းရဲခြင်းခံရတာကျွန်တော်အားလုံးသိတယ်သူ့မှာပထမမျောလင်းချက်ကင်းမဲ့တယ်လို့တွေ့ရတယ်
သို့တော်ညာလဲကျွန်တော်တို့အမြင်ရတာမျှော်လင့်ခြင်းကင်းမဲ့တာယောဘရဲ့အသက်တာမှာမျှော်လင့်ခြင်းမကင်းမဲ့ယောဘကဖျားခင်ကိုသူကအမြဲတမ်းနော်ဖက်တွယ်ထားတဲ့သူဖြစ်တယ်နော်ဖြောင်းမတဲ့သူဖြစ်တယ်စုံလင်တဲ့သူဖြစ်တယ်မကောင်းတဲ့အရာကိုမလုပ်ဘူးနော်သူဒုက္ခဆင်းရဲခြင်းအများကြီးရင်ဆိုင်ရတဲ့အခါမှာလဲသူကဆက်လက်ပြီးတော့မှခရစ်တော်၌ဖြောင်းမခြင်းရှိတဲ့ပုံကိုဖြစ်တယ်မကောင်းတဲ့အကျင့်ကိုလည်းသူလုံးဝမလုပ်ခဲ့တဲ့ပုံကိုဖြစ်တယ်ဆိုတဲ့အရာနော်ဒီယောဘရဲ့အသက်တာမှာကျွန်တော်တွေ့ရတယ်ကျွန်တော်တို့ရဲ့ခရစ်ယာန်ရဲ့အနေနဲ့ရောဒီအသက်တာမှာယောဘရဲ့အသက်တာကိုဆင်ခြင်ပြီးတော့မှနော်ယောဘရဲ့အသက်တာရှင်ပေါလုရဲ့အသက်တာကိုဆင်ခြင်ပြီးကျွန်တော်ရဲ့ဘဝအသက်တာမှာနော်သင်ခန်းစာယူနိုင်ဖို့အတွက်ကျွန်တော်အနေနဲ့နော်အားပေးရှင်တယ်နော်ဆရာ Okay ကျေးဇူးတင်တယ်ဒီရှင်ပေါလုပြောခဲ့တဲ့ဒါဖိလိပ္ပိအခန်းကြီး1အငယ်29နဲ့30ဖတ်ကြည့်ရခါမှာဆက်စားချင်းမှာကျွန်တော်တို့မှာဆရာပြောသလိုပဲရန်သူရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကိုပြောတဲ့အရာအဲ့အချက်3ချက်ထဲမှာပထမအဆုံးလာတာမကြောက်နဲ့ကြောက်ရွံ့ခြင်းမရှိပဲကြောက်ရွံ့မတုံလှုပ်ပဲလို့ပြောထားတယ်အဲ့မကြောက်ဖို့ကအရင်ရေးကြည့်တယ်ဟုတ်ကဲ့ဒါအဲ့ကြောက်ကြောက်ပြီဆိုရင်ဂျန်နာတွေကနောက်လိုက်မလာနိုင်တော့ဘူးเนาะမကြောက်နဲ့မကြောက်နဲ့ဘာလဲဆိုတော့ဒီစိတ်ဝိညာဉ်တစ်လုံးတစ်ဝတွေယုံကြည်ခြင်းရှိစေပြီးတော့တစ်လုံးတစ်ဝတွေရှိပေါ့เนาะဒီအရာ3ခုသူညွှန်ပြပေးထားတယ်ဒါကျွန်တော်တို့ဒီတခုခုနဲ့ရင်ဆိုင်တဲ့အခါမှာမောရှေလည်းထို့တူပဲဣသရေလလူတွေကိုနံပါတ်1ပြောတာမကြောက်နဲ့နော်မကြောက်နဲ့နော်ဒီငြိမ်သက်ခြင်းရှိပါဘုရားသခင်ရဲ့ဘုန်းကိုစောင့်မျှော်ပါစသဖြင့်သူပြောခဲ့တဲ့အရာလေးတွေပေါ့နော်ဆိုတော့အခုကျွန်တော်တို့ဆရာအဆုံးသတ်သွားခဲ့တယ်လို့ပဲကျွန်တော်တို့လည်းပဲဒီဒုက္ခဆင်းရဲခြင်းတွေနဲ့ကြုံတွေ့ရတဲ့အခါမှာကျွန်တော်တို့ဘယ်လိုမျှော်လင့်ခြင်းနှိမ့်သိခြင်းတွေရရှိနိုင်မလဲဒီအချက်3ချက်ကိုပဲအမြဲတမ်းနှလုံးထဲမှာတုံမိထားပါလို့ကျွန်တော်ထပ်ပြီးတော့ဖြည့်ခြင်းပေါ့နော်ဒီနောက်ဆုံးအနေနဲ့ဒီတမန်တော်တွေအချိန်ခါကုံဆုံးတဲ့အချိန်မှာပေါ့နော်ဒီတမန်တော်တွေပြီးတော့ဒီပထမရာစုအကျော်လေးမှာဆိုလို့ရှိရင်ခရိယန်တွေကရက်ဆက်ကိုညှဉ်းပန်းနှိပ်စက်ခြင်းခံရတယ်နော်တပ်ဖြတ်ခြင်းခံတယ်မြေအောက်တွေမှာပုံအောင်နေလဲပဲသူတို့ကဖန်စီတပ်ဖြတ်ခြင်းခံခဲ့ရတယ်သူတို့ရဲ့အောင်ပွဲဟာမာတူးတာဖြစ်တယ်လို့ဖော်ပြထားတယ်ဟုတ်ကဲ့လောကမှာကြည့်ရင်တော့ဒါကြရှုံးတာပဲဒါပေမဲ့သူတို့ကအောင်ပွဲတဲ့သူတို့ညှဉ်းပန်းနှိပ်စက်လေးသူတို့ယုံကြည်ခြင်းနဲ့ပွားများလိမ့်မယ်ဖြစ်လာတယ်သူတို့အားလုံးဘလောက်ပဲဖိအားပေးသူတို့နောက်ဆုံးမသေးခင်ပြောခဲ့တဲ့စကားတွေအားလုံးကကျွန်တော်တို့ဘသူ့ကိုယုံကြည်တယ်ဆိုတော့ကျွန်တော်တို့သိတယ်ဟုတ်ကဲ့နော်ဆိုဒီစကားလုံးကတအားနာမည်ကြီးပြီးတော့တချင်းတောင်ထွက်လာတယ်ပေါ့နော်ကျွန်တော်တို့ဒါဟာကျွန်တော်တို့သိပြီးသားဖြစ်တယ်ဒါပေမဲ့ယနေ့ခရိယန်ကတော့အဲ့ချိန်ကတော့ခရိယန်တွေကတလုံးလုံးပါလေးရှိတယ်ယနေ့ခရိယန်ကတော့ကွဲလိုက်တာမှအကွဲအပြဲဂိုင်းကနအပေါင်း4000ကျော်နဲ့အခု update ကြည့်တာ92,000လို့တော့ကြားတာပဲကျွန်တော်ကိုယ်တိုင်တော့မတွေ့မိသေးဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးကွဲပြားတဲ့အခါတခါမှဒီလိုကြီးမဖြစ်ဘူးတဲ့ဒါတစ်ဖက်ကနေတော့ရင်လေးစရာပေါ့ဒီဘုရားသခင်ကအမှုတော်မှာကဏ္ဍအသီးသီးတွေအသုံးပြုတဲ့ပုံကိုယ်တွေအားလုံးကသာတလုံးလုံးဝထဲမှာအတူတူရှိကြမယ်ဆိုလို့ရှိရင်တဲ့အမှုတော်သာသနာလုပ်ငန်းကြီးဟာဒီထက်မကပုံမှုတော့အောင်မြင်ဖြစ်ပါလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အဓိကခေါင်းစဉ်ကြီးဖြစ်တဲ့ဒီအသက်ရှင်ခြင်းနဲ့သေခြင်းဆိုတာကိုကျွန်တော်တို့ဘယ်လိုတိုင်းတာလဲတချို့ကအသက်ရှင်တာကိုရွေးပြီးတော့ဘဝသေသွားတဲ့လူတွေရှိတယ်တချို့ကသေခြင်းကိုရွေးပေမဲ့သူတို့ကဆက်ပြီးတော့အသက်ရှင်ဟောကြားနေတဲ့လူတွေရှိတယ်ယနေ့သင်နဲ့ကျွန်တော်ရဲ့ဘဝမှာလည်းဘယ်အရာကိုရွေးမလဲသေခြင်းခန္ဓာကိုသေပြီးဒီကျွန်တော်တို့ရဲ့ဒီထာဝရအသက်တာဝိညာဉ်လမ်းကထာဝရအသက်ရှင်ရာကိုသွားမလားဒါမှမဟုတ်လေကြောင်းရတဲ့စိတ်နဲ့ခန္ဓာကိုယ်အသက်ရှင်ရရွေးပြီးကျွန်တော်တို့ဘဝတွေတည်သွားမလားเนาะဝိညာဉ်အသက်တာတည်သွားမလားဆိုတဲ့အကြောင်းအရာလေးနဲ့ကျွန်တော်ဒါလေးနဲ့မိခွန်းလေးနဲ့ပေါ့เนาะအဆုံးသတ်သွားစေချင်တယ်အထူးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဒီတပတ်ဥပုသ္စာပြည့်အစီအစဉ်ကတော့ဒီလောက်ပဲပေါ့เนาะနောက်လာမဲ့ဥပုံနေ့ဒီမှာလည်းပဲဆက်လက်ပြီးတော့ကျွန်တော်တို့နဲ့တူပြန်လေပြီးတော့တွေ့ဆုံပြီးတော့ဥပုသ္စာပြည့်မှာသင်ခန်းစာယူနိုင်ကြပါလို့ယူကြပါအောင်လို့ကျွန်တော်အနေနဲ့တိုက်တွန်းပြပါစေအရောက်တိုင်းဘုရားသခင်ကောင်းမလားတန်လောင်းချပေးပါစေအာမင်အာမင်